ဒါနရန် Institute of Management ကနေပြီးတော့ပေါင်းပြီးတော့ပြုလုပ်တဲ့ဒီနေ့ International Career Roadmap လေးကိုပေါ့နော်တက်ရောက်ကြပြီးတဲ့အတွက်ပထမဆုံးကျေးဇူးတင်ရှိပါတယ်ဒီနေ့မှာတော့ဒီ International Career ဘက်ကိုသွားမဲ့အကြောင်းသားအကြောင်းသူတွေအတွက်ကိုအချက်အလက်တွေပေါ့နော်မျှဝေသွားပေးမဲ့ဒီနရန် Institute of Management ကတန်နေနဲ့မိတ်ဆက်ပေးရှင်ပါတယ်ရှင်ဟုတ်ကဲ့ပါမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါဟုတ်ကဲ့ရှင်ဒီအရနေ့င်ဆုံးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့တွေ့ရတော့ဝမ်းသာပါတယ်အားလုံးပဲတွေ့ရတာဝမ်းသာပါတယ်ဟုတ်ကဲ့ပါဒီနေ့နဲ့ပတ်သက်ပြီးတော့ပေါ့နော်အချက်အလက်လေးတွေမျှဝေမဲ့အပိုင်းစက်တာလေးတွေကိုတစ်ချက်လေးမျှဝေပေးပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အဲ့ဆိုရင်ဒန်နီတိတ်ကိုပါလုပ်လိုက်တော့မယ်နော် session ဟုတ်ကဲ့ပါရှင်โอเคဆိုတော့ဒန်နီ slide လေးတစ်ချက်ရေး share မယ်နော်မြင်ရလားမသိဘူး Tenny slide လေးဟုတ်ကဲ့မြင်ရပါတယ်မြင်ရပြီနော်โอเคအားလုံးပဲမင်္ဂလာပါဆိုတော့အရင်ဆုံးပေါ့နော်ဒီနေ့ဒီပွဲလေးကိုစီစဉ်ပေးတဲ့ကြီးမှုပြီးတော့မှာပေါ့နော်ကျင်းပပေးတဲ့Go Wings ကပေါ့နော် Go Wings team တစ်ခုလုံးကိုလည်းကျေးဇူးအရင်တင်တယ်လို့ပြောချင်တယ်နောက်အထူးတကယ်ကိုကျေးဇူးတင်ရမှာကပေါ့နော်ဒီမှာအချိန်ပေးပြီးတက်ရောက်ကြတဲ့ဒါဆရာဆရာမတွေမိဘတွေနောက်ပြီးတော့အထူးသဖြင့်ကျောင်းသားကျောင်းသူတွေပေါ့နော်ကာယကရှင်တကယ်ကိုစိတ်ဝင်စားတဲ့ကျောင်းသားကျောင်းသူတွေကိုအရင်ပဲတက်ရောက်ပေးတဲ့အတွက်အရင်ပဲကျေးဇူးတင်တယ်လို့အရင်ဆုံးပြောချင်ပါတယ်အားလုံးပဲနေ့လည်စားပြီးကြပြီလားစားကြလို့အရင်ဆုံးပေါ့နော်ဒီခဏလေးအရင်ဆုံးပေါ့နော်တို့အခုစစချင်း internet line နေရတယ်လေကောင်းလိုက်မကောင်းလိုက်ဖြစ်နေတော့ပေါ့နော်အခုကင်မရာလေးဖွင့်ပေးလို့ရတဲ့ကလေးတွေမိဘတွေပေါ့နော်တစ်ချက်လေး zoom လေးမစခင်မှာပေါ့ record လေးဓာတ်ပုံလေးရိုက်ချင်လို့ပေါ့နော်ကင်မရာဖွင့်ပေးလို့အဆင်ပြေဆိုလို့ရှိရင်ကင်မရာလေးတစ်ချက်လေးဖွင့်ပေးပါရှင်ဒါလေးပြီးသွားလို့ရှိရင်တော့ခဏရက်လိုက်မယ်နော်ဟုတ်ကဲ့ zoom ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် group ဟုတ်ကဲ့ခဏလေးပါပဲဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်အကုန်လုံးချောကြရယ်နော်တချို့ကြတော့ဟုတ် connection ကြောင့်တချို့ကြ internet line ကြောင့်ထင်တယ်နော်ဟုတ်ကဲ့ပါအဲ့ဒါဆိုအမအခု screen လေး record လေးတစ်ချက်ယူပါမယ်1 2 3ဟုတ်ကဲ့ရလာပြီရှင်နောက်တစ်ခေါက်လေးထပ်ရိုက်ပါမယ်ဟုတ်လက်ကလေးထောင်ရပါတယ်ဟုတ်ကဲ့ပါပန်းလို့မျိုးကင်မရာဟုတ်ကဲ့ ready 1 2 3ဟုတ်ကဲ့ပါရှင်ရပါပြီဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှင်ဟုတ်ကဲ့ Denny slide လေးပြန် share လို့ရပါပြီရှင်ဟုတ်ကဲ့ကျေးဇူးပါ Okay ပြန်မြင်ရပြီထင်တယ်နော် Denny slide ဆိုတော့ဟုတ်ကဲ့ပေါ့နော်ဒီနေ့ဒန်နီတို့ပွဲလေးမစခင်ပေါ့နော်ဆိုတော့ဒန်နီတို့နိုင်ငံ Institute of Management ရဲ့ program တွေ details အကြောင်းတွေကိုသိချင်နေဆိုရင်တော့အခု2026-2029ရဲ့ prospectus soft copy လေးကိုအခုပြထားတဲ့ပေါ့နော် screen မှာပြထားတဲ့ QR code ကနေပြီးတော့မှ scan ဖတ်ပြီးတော့မှ download လုပ်လို့ရပါတယ်အခုခေတ်ကလေ AI ခေတ်လည်းဖြစ်နေတယ်နောက်ပြီးတော့ paperless လည်းဖြစ်နေတော့လေနော်ဆိုတော့ soft copy ကိုအဓိကကျွန်တော်တို့မျှဝေချင်တာဖြစ်ပါတယ်ဆိုတော့ဒန်နီအရင်ဆုံးမိတ်ဆက်ပြစီဒန်နီကတော့နိုင်ငံ Institute of Management မှာဒါ student recruitment နဲ့ admission department ရဲ့ deputy director တယောက်လည်းဖြစ်တယ်နိုင်ငံ Institute of Management မှာဒန်နီဟိုးပြောမယ်ဆိုရင်လွန်ခဲ့တဲ့ပေါ့နော်18နှစ်နီးပါးလောက်ကဒီမှာနားထောင်နေတဲ့ကျောင်းသားကျောင်းသူတွေလိုမျိုးပဲကျွန်တော်ကလည်းinternational ကျောင်းသားဘွားကနေပြီးတော့ fresh graduate လေးပေါ့နော်အဲ့ကနေပြီးတော့မှကျွန်တော်တကယ်ပဲဒီလိုမျိုးinternational career path လေးပေါ့နော်ကျွန်တော်ရဲ့ roadmap ကိုဒီနေ့အဓိက sharing လုပ်ပြသွားမယ့်အကြောင်းအရာတွေထဲမှာဆိုရင်ကျွန်တော်ရဲ့ကိုယ်ပိုင် experience တွေလည်းပါတယ်ပြီးတဲ့အခါမှာကျွန်တော်တောက်လျှောက်ပေါ့နော်ဒီ 8 နှစ်သားကာလမှာကျွန်တော်တို့ကြုံတွေ့ရတဲ့ကျောင်းသားကျောင်းသူတွေနဲ့အဓိကသူတို့ကို guide လုပ်ပေးရတဲ့ experience တွေကိုအဲ့ဒီကတချို့ပေါ့နော်ကျွန်တော် sharing လုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်ကဒီလွန်ခဲ့တဲ့ပေါ့နော်19နှစ်နီးပါးလောက်ကစင်ကာပူကို international ကျောင်းသားအနေနဲ့ရောက်လာတယ်အဲဒီကနေမှတဆင့်ကျွန်တော်ရဲ့roadmap ပေါ့နော်ကျွန်တော်ရဲ့ဒီခရီးစဉ်ကိုကျောင်းသားဘွားကနေနောက်တဆင့်ပေါ့နော်ဒီတက်လန်းတဲ့အခါမှာ career ကို stable ဖြစ်တဲ့ career ကိုကျွန်တော်ရွေးချယ်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့
နိုင်ငံ Institute of Management မှာကျွန်တော်လုပ်ခဲ့တာ2010 January ကတည်းကနေပြီးတော့ဝင်ခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဆိုတော့အခုဆိုရင်ကျွန်တော်ရဲ့18နှစ်တာကာလနီးပါးရှိပြီပေါ့နော်နိုင် NIM မှာလုပ်နေတာဆိုတော့နိုင်ငံတကာကရှိတဲ့ကျောင်းသားကျောင်းသူမောင်မြောက်များစွာကိုလည်းသူတို့ရဲ့တခါတလေကြားလို့ရှိရင်ကျောင်းသားကျောင်းသူတွေပေါ့နော်သူတို့တက်ချင်တဲ့ program ဒါပေမဲ့သူတို့ရဲ့အရေးအချင်းနဲ့ကိုက်ညီတဲ့ဘာသာရပ်ကမတူတာလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ guidance ပြန်လုပ်ပေးတဲ့အတွေ့အကြုံများစွာရှိတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်ဆိုတော့ဒီကနေ့ကျွန်တော်ရဲ့ပွဲပြီးသွားတဲ့အခါမှာဒီမှာရှိတဲ့ကျောင်းသားကျောင်းသူတွေကပေါ့နော်ကျွန်တော်တို့ရဲ့ NIM ရဲ့ဘာသာရေးမှမဟုတ်ဘူးမိမိဘဝမှာဖြစ်ချင်တာတခါတလေကြားလို့ရှိရင်ကိုယ့်အကိုစဉ်းစားဝေခွဲမရဖြစ်နေတဲ့ဟာတွေကိုလည်းပုံမှန်လင်းလင်းဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော် ਨੇ ဒီ session ပြီးတဲ့အခါမှာdiscussion အချိန်မှာဆွေးနွေးလို့ရတယ်ဆိုတဲ့အကြောင်းလည်းပြပြချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ program လေးအကြောင်းစလိုက်ရအောင်เนาะဆိုတော့ကျွန်တော်တို့ပြောထားတဲ့အတိုင်းပဲပေါ့နော် topic မှာပြောထားတဲ့အတိုင်းပဲroadmap to an international career ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့comment လေးမှာကျွန်တော်နည်းနည်းလေးရေးပြပါအောင်เนาะ now 9 နှစ်နေတဲ့အခါမှာကိုကပေါ့နော်ဘယ်တနေရာရောက်နေပြီလို့ကိုကြီးမှန်းလဲလို့ပါ3 4 5ရောက်တော့ကျွန်တော်ရေးပြပါနောက်9 နှစ်နေတဲ့အခါမှာဘယ်နေရာမှာကိုရောက်နေပြီလို့ထင်လဲကိုကခုလက်ရှိနေရာထက်ပေါ့နော်ရေးပါဒီမှာကျွန်တော်ထင်တာမမရင်ကျွန်တော်ရဲ့ team member 2 ယောက်လည်းကျွန်တော်ရှိနေတယ်ပေါ့နော်တယောက်ကတော့ကျွန်တော်ရန်ကုန်မှာ base လုပ်တဲ့ Ricky ဖြစ်ပါတယ်ကျွန်တော်ရဲ့ students recruitment executive နောက်တစ်ယောက်ကတော့ assistant manager ဖြစ်တဲ့ Nancy ဖြစ်တယ်သူကတော့ Manly မှာ base လုပ်တယ်ပေါ့နော်သူတို့2ယောက်လည်းဒီမှာသူတို့2ယောက်စလုံးဆိုလို့ရှိရင်လည်း international students ဘဝကနေပြီးတော့မှသူတို့ရဲ့လမ်းကြောင်းကိုမှန်ကန်စွာရွေးနိုင်တဲ့အတွက်ဒီနေ့ဒီချိန်မှာလည်းသူတို့လုပ်ငန်းခွင်အတီးတီးမှာအောင်မြင်မှုရနေတဲ့လူငယ်တွေဖြစ်တယ်ပေါ့နော်ကဲရေးပါအောင်ကျွန်တော်3 4 5ယောက်ပဲရေးခိုင်းတာနော်လုပ်ပါအောင်ဒါကျွန်တော်တို့အစပဲရှိသေးတယ်နော် international career life ကိုလိုချင်တဲ့လူတွေ come on ရေးပါအောင်လက်ရှိဒီထဲမှာ10တန်းအောင်ထားပြီးသားသူတွေပါမယ်university တစ်ခုခုကနေ first year ပြီးထားတဲ့သူတွေပါမယ်နောက်တစ်ခုကကျတော့ဘွဲရထားပြီးသားသူတွေပါမယ်ပေါ့နော်နောက်တစ်ခုကလက်ရှိမှာလည်းလုပ်ငန်းခွင်ထဲမှာအလုပ်ငန်းအတွေ့အကြုံတွေရှိထားတဲ့သူတွေလည်းပါမယ်ပေါ့နော်အဲ့လိုဆိုတော့10တန်းအောင်ထားပြီးသား GED ပြီးထားပြီးသား IGCSE ပြီးထားပြီးသားကလေးတွေကလည်းဒါ bachelor ကိုတက်မယ်ဆိုရင်3 4နှစ်လောက်အချိန်ယူရတယ်အဲ့ဒီ bachelor ပြီးသွားလို့ရှိရင်ကိုကလည်းဘယ်လိုမျိုး career ကိုလုပ်ချင်လဲဘယ်နိုင်ငံမှာအဓိကလုပ်ချင်တယ်ကိုယ့်ရဲ့ဒီ dream country ပေါ့နော်အရင်တော့ UK USA ပေါ့အခုလောလောဆယ်ကတော့တို့တွေကိုပိတ်ထားတဲ့အတွက်ကြောင့်မလို့တခြားဘယ် country ကိုဆက်ပြီးတော့ဆက်သွားခြင်းလဲဆိုတဲ့ဟာမျိုးလေးလေဒါမျိုးလေးလည်းရေးလို့ရတယ်ရေးလို့ရတယ်ဥပမာနောက်9နှစ်မှာကိုကဒီနေရာကိုကျွန်တော်ကဒီ bachelor ပြီးနေပြီဒါမှမဟုတ်လို့ရှိရင်နောက်9နှစ်မှာကျွန်တော်ကဒီ area မှာဒီ position နဲ့အလုပ်လုပ်နေပြီအဲ့လိုမျိုးကိုယ့်ရဲ့ကိုမျှော်မှန်းထားတာကိုယ့်အကိုဒါမှမဟုတ်လို့ရှိရင်ဒီမှာမိဘတွေပါတယ်ဆိုလို့ရှိရင်လည်းနောက်9နှစ်ကြာရင်ကိုယ့်သားသမီးဘယ်နေရာလောက်ရောက်နေတာလောက်တော့ကိုမြင်ချင်တယ်အဲ့လိုမျိုးရှိတယ်ဆိုရင်ရေးပေးပါအောင်ကျွန်တော်လုပ်ပါဆိုတော့ကျွန်တော်တို့ဒီနေ့ session ကအဓိကတော့တော်တော်များများတခြားတမယိုးကြအကြောင်း webinar နေနဲ့လုံးဝမတူစေရဘူး။ဘာလို့ဆိုကျွန်တော်ကိုယ်တိုင်ကလည်းအဲ့လိုမျိုးဟိုပြောတဲ့လူမဟုတ်ပါဘူး။ကျွန်တော်အဓိကကျောင်းသားကျောင်းသူတွေကိုကျွန်တော်က knowledge ပို့ပေးခြင်းတဲ့လူဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ okay အခုဒီမှာတယောက်လာပြီ။နောက်9နှစ်နေကိုပိုင်ကျောင်းလေးတစ်ခုဖွင့်နိုင်နေပြီထင်ပါတယ်။ Oh very good. That's great. ကောင်းလိုက်တာခိုင်စင်တန်ဟုတ်ပြီနောက်ထပ်2ယောက်လောက်ကျွန်တော်ကိုရေးပေးပါဦး business နဲ့ပဲဆိုလို့ရှိရင်လည်းကိုက banking လုပ်လို့မလို့ဘူးเนาะကျွန်တော်တို့ဒါဟို microphone ဖွင့်ပြီးတော့ဟိုဗာလဲဒီ video ဖွင့်ပြီးတော့စကားပြောခိုင်းတာတော့မဟုတ်ဘူးကျွန်တော် message လေးပဲရေးခိုင်းတာthe most is business stable sustainability in next 5 years ဟုတ်ပြီ very good တော့ခိုင်မာတဲ့တည်တဲ့နဲ့ business တခုရဖို့အတွက်အရေးကြီးဆုံးပဲနောက်ထပ်9နှစ်မှာokay great လုပ်ပါအောင်နောက်တစ်ယောက်လောက်လုပ်ပါဟုတ်ပြီ a flight attendant very good ဟုတ်ပြီနွယ်တဲ့ okay ဆိုတော့ okay ဆိုအောင်မြင်တဲ့ဒါမှမဟုတ်နိုင်ငံတကာ airline မှာသူကအလုပ်လုပ်နေတဲ့လူတယောက်ဖြစ်နေပြီ yes ဒါလည်းကိုဖြစ်ချင်တဲ့ international career ရဲ့ dream ပဲကျွန်တော်ဘာလို့အဲ့ဒါမေးတာလဲဆိုလို့ရှိရင်ကျွန်တော်တို့လူတိုင်းကတော့အခုမေးကြည့်လိုက်ရင်ဘာကွာလဲဆိုလို့ရှိရင်ပေါ့နော်
ကျွန်တော်တို့နိုင်ငံတကာရဲ့ pathway ကို step in လုပ်ရတဲ့အခါမှာတချို့ကြတော့ okay ကျောင်းတိုင်တက်သေးပြီအခုအချိန်မှာမြန်မာနိုင်ငံမှာတက်ရင်လည်းဟိုပါပေါ့နော်ဒီလိုမျိုးအာယုံနောက်ကြတွေအများကြီးရှိတဲ့အတွက်မြန်မြန်လေးနိုင်ငံခြားမှာသွားပြီးတော့ထွက်လိုက်တာကောင်းတာမျိုးဖြစ်နေတဲ့ကာလဖြစ်နေတာဆိုကျွန်တော်တို့ခေတ်နဲ့ဘာမတူလဲဆိုကျွန်တော်တို့လွန်ခဲ့တဲ့19အနှစ်20တုန်းကကြတော့ကျွန်တော်တို့ကဒီလိုမျိုး pathway ကိုကျွန်တော်တို့ကစဉ်းစားခဲ့တာဒါပေမဲ့အဲ့အချိန်မှာလည်းကျွန်တော်က2009ဒါရွှေဝါရောင်ဒေါ်လာရင်းနဲ့တိုးတဲ့အချိန်ကာလဖြစ်တယ်ကျွန်တော်တို့ဒါပေမဲ့ဘာကွာလာလဲဆိုရင်ကျွန်တော်တို့ generation ကကြတော့အခုလိုမျိုးကျွန်တော်တို့သွားမဲ့ road map ကိုစဉ်းစားဖို့ကျွန်တော်တို့ကစဉ်းစားတဲ့ဟို generation ပေါ့နော်အမေအခုခေတ်ကလေးတွေကြတော့အဲ့လိုမျိုးစဉ်းစားရင်အခုခေတ် AI technologies တွေအခုခေတ်ဖွံ့ဖြိုးမှုအရန်ကောင်းနေတဲ့ဒီ online learning တွေနဲ့သူတို့အများကြီးထည့်အောင်ပါဒါပေမဲ့ဘယ်ဟာတကယ်ပူးဘက်ဖြစ်နေလဲဆိုရင်ကလေးတွေကခုနပြောလိုမျိုးကိုရီးရဲ့ lifelong learning plan ကိုစဉ်းစားဖို့အတွက်အားနည်းလာကြတယ်သူတို့ကရေတုံမှာမြန်မြန်လေးထွက်ရင်ပြီးတော့ကိစ္စမရှိဘူးမှာကိုယ့်ကို language လေးနဲ့ပဲနေရကိုယ့်ကိုအေးစေကြာနိုင်ကြာတဲ့လောက်ကြောင်းလေးတက်လိုက်ဟုတ်တယ်နော်maybe part time ဆိုလဲ part time လုပ်လို့ရတယ်ဆို part time လေးလုပ်လိုက်ဒီလိုမျိုးက life ကိုနေမယ်လို့စဉ်းစားထားတဲ့လူတွေကြာခိုင်လို့များလာတယ်အဲကြောင့်ကျွန်တော်ဘာတွေ့ရလဲဆိုအခုလိုမျိုးကျွန်တော်မေးတယ် webinar တွေ seminar တွေကျွန်တော်ဒါနိုင်ငံတကာကျွန်တော်တို့သွားနေတယ်ကြောင့်မေးတဲ့ခါကျွန်တော်တို့အရင်ခေတ်ကကျွန်တော်တို့ဆိုလို့ရှိရင် seminar တွေတက်တဲ့အချိန်မှာလူငယ်20ဘာညာကျွန်တော်တို့ဖြစ်ချင်ပြီကျွန်တော်တို့က return on investment မြန်နဲ့ကိုယ့်ရဲ့ life ကိုပုံဖော်ခြင်းနေတဲ့ generation တွေကတဖြည်းဖြည်းပျောက်လာပြီးတော့ခုနပြောလို့တကယ်တည်းသူတို့မေးလိုက်တယ်ဆိုလို့ရှိရင်သူတို့မှာဖြေဖို့ answer ကချီတုံချတုံဖြစ်လာကြတယ်ဆိုအဲ့ဒီဟာတွေအတွက်ကကျွန်တော်တို့ကဒီနေ့ပြန်ပြီးတော့မှာပေါ့နော်ကိုဒီ webinar လေးကနေပြီးတော့မှ idea ရလာမယ်ကျွန်တော်ထင်တယ်ဆိုတော့ the roadmap concept ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာနည်းနည်းလေး roadmap concept အကြောင်းကျွန်တော်ပြောပြချင်တယ် international career ကိုသွားတဲ့အခါမှာ roadmap အနေနဲ့ကျွန်တော်စဉ်းစားတဲ့အခါမှာဒီ area 5ခုအရင်ထည့်သွင်းစဉ်းစားရအောင်နံပါတ်1 discover identify your strengths interest and career goals ဆိုတော့ခုနကကျွန်တော်တို့တွေ့သွားတဲ့ answer 3ခုမှာဆိုလို့ရှိရင်နံပါတ်1သူ့မှာ goal ရှိတယ်ကိုယ်ပိုင်ကြောင်းလေးရရင်ရနောက်တစ်ယောက်ဒါအောင်မြင်တဲ့ flight attendant နိုင်ငံတကာမှာနိုင်ငံတကာက airline international airline မှာသူကအလုပ်လုပ်ဖို့အတွက် cabin crew အနေနဲ့ဖြစ်ဖြစ် flight attendant အနေနဲ့ပဲဖြစ်ဖြစ်နောက်တစ်ယောက်ကကိုယ်ပိုင် business ကိုခိုင်မာ run နိုင်တဲ့တယောက်ဖြစ်ချင်တယ်။ညာအဲ့ဒါအရေးကြီးတယ်။အဲ့ဒါသိတော့မှဘာလဲဆိုလို့ရှိရင်အဲ့ဒီနဲ့ပတ်သက်တဲ့ဆိုတော့ကျွန်တော်တို့ရဲ့ dream တွေအကုန်လုံးကထိုင်ပြီးတော့အိမ်မက်မက်နေတော့ကျွန်တော်လုပ်ချင်တဲ့ဖြစ်ချင်တဲ့အရာတွေကဒရင်ကိုတို့ထိုင်ပြီးတော့မှလုပ်လို့မရဘူး။အဲ့ဒီနေရာကိုသွားဖို့အတွက်ညီပုံလို့ဟုတ်တယ်နော်ဆိုတော့ကျွန်တော်တို့ဘယ်သူမဆိုဒီမှာအကုန်လုံးတော့အဲ့ treasure hunting games ကြီးကစားဘူးမှာပဲ TV game တော့ကစားကြတယ်ဟုတ်တယ်မလားဒီ generation တွေကဆိုတော့ကျွန်တော်တို့ယေဒနာတိုက်ရှာဖွေတဲ့အတွက်ဒီယေဒနာတိုက်ကရှိတော့ရှိတယ်ဒါပေမဲ့အဲ့ယေဒနာတိုက်ကိုသွားဖို့အတွက်ဘာလို့လဲဆိုညီပုံလို့လေထို့သူပဲကျွန်တော်တို့ international career pathway ကိုသွားခြင်းတဲ့လူတွေကတော်တော်များများသာတည်တယ်ဆိုလို့ရှိရင် okay ရေတို plan နေနဲ့အာစင်ပူရအောင်မြန်မြန်ထွက်ဒါမှမဟုတ်နိုင်ငံတကာရအောင်မြန်မြန်ထွက်ပြီးရအလုပ်ကိုလုပ်ပြီးအဲ့မှာဇမျောပြီးနေမလားဒါမှမဟုတ်ကိုတိုင်း stability နဲ့ professional level education resource ရှိပြီးတော့ next level step ကိုတိုင်းပုံသွင်းဖန်တီးတဲ့လူအနေနဲ့အနာဂတ်မှာယက်တည်ချင်တာအဲ့ဒီဟာကြလို့ရှိရင်အဲ့ဒီကိုယ့်ရဲ့မြေပုံကအရန်အရေးကြီးတယ်ကိုယ့်ရဲ့ roadmap ကအရန်အရေးကြီးတယ်ပေါ့နော်အဲ့ဒီ roadmap ကလည်းဒီတိုင်းမရဘူး you have to learn yes big academic and professional knowledge အဲ့ဒါအရန်အရေးကြီးတယ်ဆိုတော့တော်တော်များများကဒီဟာကတိတ်အများကြီးသင်ကြမလို့အထူးသဖြင့်ကျွန်တော်ဘယ်မှာတော်တော်များများတွေ့တယ် hospitality management ကိုတက်ကြတဲ့ hospitality management ကိုအပြင်ကပြောတဲ့ဝေဖန်တဲ့ဟာတွေဒါမှမဟုတ်ရှင်ကျွန်တော်မြန်မာနိုင်ငံမှာဆိုခုနကဒီ teaching mind နဲ့ပတ်သက်တာကျွန်တော်တို့ငယ်လေးကတွေ့တာ teaching နဲ့ပတ်သက်တဲ့ qualification တေချာမရှိဘဲနဲ့လေ preschool တွေတင်နေကြတာဘာလို့ဒါတွေကအနာဂတ်မှာတကယ်ကို professionally သိတဲ့လူတွေ train တဲ့ကလေးတွေကျွန်တော်တို့ဆရာမတွေကိုယ်တိုင်လဲကျွန်တော်တို့ဒါမျိုးပေါ့နော်သူတို့ကတော့ maybe experience ရတော့ပြည့်နေတယ်လေဒါပေမဲ့
သူတို့ဒါတကယ်လို့အဲ့ဒီလိုမျိုး qualification တာထပ်ပြီးတော့ပြည့်ဝတဲ့လူဖြစ်တယ်ဆိုပြီးဘယ်လောက်ထိတော်တဲ့လူပေါင်းမြောက်များစွာမွေးထုတ်နိုင်မဲ့အရေးချင်းရှိတဲ့လူများစွာရုပ်မွေးထုတ်နိုင်မဲ့ဆရာဆရာမတွေပို့ဖြစ်နိုင်ပြီပေါ့နော်ဆိုတော့အဲ့ဒီခါမှာဘာလိုအပ်လဲဆိုကျွန်တော်တို့က yes academic ဘိုင်းလေးကျွန်တော်တို့လိုအပ်တယ်ပေါ့နော်အမလေး experience yes ဆိုကျွန်တော်တို့ roadmap ကိုကျွန်တော်တို့ဖန်တီးတဲ့ခါမှာကျွန်တော်တို့သွားကျင်တဲ့လမ်းကိုအတွေ့အကြုံရှိသွားဆိုလို့ရှိရင်ပို့ပြီးတော့မှကျွန်တော်တို့ရဲ့ရေသနာတိုက်ရှာဖို့အတွက်ဟုတ်တယ်နော်ပတ်နေတာတဲ့ဆိုင်ရွာလဲနေဒီ roadmap ကိုတေးသေးချာသိတဲ့လူဒီ roadmap ကိုတေးသေးချာကြည့်တတ်တဲ့ experience ရှိတဲ့လူတွေကဒီရေသနာတိုက်နာကိုပို့ပြီးတော့မြန်မြန်လေးသွားနိုင်တယ်ဟုတ်တယ်နော်ဆိုတော့နောက်ဆုံးတစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်ဒီຢာတွေကိုမှအကုန်လုံးပြည့်သွားပြီဆိုလို့ရှိရင် is very easy for you to get the future employment opportunity ဆိုတော့ကျွန်တော်တို့တော်တော်များများ gap ဖြစ်နေတဲ့နေရာပေါ့နော်အထူးသဖြင့်ကျောင်းသားကျောင်းသူတွေကျွန်တော်ကဒီလောက်လာတဲ့ experience ကလည်း18နှစ်လောက်ရှိလာတဲ့အချိန်မှာကျွန်တော် generation အများကြီးတွေ့လာရတယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ generation level တွေမှာတော်တော်များများ international qualification နဲ့ graduate ဖြစ်တဲ့ခါကြလို့ရှိရင်အလောက်ကိုင်ခွင့်ရေးကဒီလိုမျိုးစနစ်တကျသွားတဲ့လူတွေဆိုလို့ရှိရင်သေချာတယ်တစ်ခုမဟုတ်တစ်ခုတို့ဘဝမှာရက်တည်နိုင်တယ်။မတဖြည်းဖြည်းဘာဖြစ်လာလဲဆိုလို့ရှိရင်ဒီဂျာအချက်အလက်တွေကို ignore လုပ်လာတယ်။ဥပိ္ပခာပြုပြီးတော့မှနံပါတ်ဘာမှမလုပ်အပ်သေးဘူး။တခါတည်းတန်းပြီးတော့မှ launching သွားခြင်း discover တော့မရှိဘူးတခါတည်း launch သွားခြင်းတန်းပြီးတော့မှမြေပုံတော့မသိဘူး။ယေဒနာတိုက်ကိုတန်းလို့ခြင်းလို့တော့မရဘူး။ဟုတ်တယ်နော်။ဆိုတော့အဲ့ဒီဟာမျိုးတွေကိုကျွန်တော်တို့ဒီနေ့ပြန်သုံးသပ်နိုင်လေဒါမျိုးကိုကိုယ့်ရဲ့ life ထဲမှာအချက်အသုံးပြုနိုင်တဲ့လူဆိုလို့ရှိရင်သိချတယ်ကိုသွားခြင်းတဲ့ career map ကိုသွားခြင်းတဲ့ career plan တိချာလေးအကောင့်တွေပေါ်နိုင်တဲ့လူတွေဖြစ်လာမှာเนาะဆိုတော့ကျွန်တော်တို့ if your goal is to build a successful career in overseas here are 4 simple tips ကျွန်တော်ဒီနေ့အဲ့ဒီ simple tips လေးခုပေးချင်ပါတယ်ဆိုတော့ number 1 choose a program that is aligned with industry demand ဆိုတော့တချို့ကကြတော့ကျွန်တော်တို့အထူးသဖြင့်ပေါ့နော်ကျွန်တော် highlight လုပ်ချင်တဲ့လူတွေကြတော့business management ကိုတက်ကြမယ်ကျောင်းသားကျောင်းဆိုတော့ကျွန်တော်တို့ကျောင်းမှာလည်းတခြားနိုင်ငံတွေကကျောင်းသားတွေလည်းရှိတယ်အဲ့တော့မတကာကိုယ့်ရဲ့မိဘတွေက business management ကို theoretical ရတော့မသိထားတဲ့လူဒါပေမဲ့ကိုယ်ပိုင် business ကောင်းကောင်းတစ်ခုရှိနေအိမ်မှာအဲ့ဒီ business ကိုကဝင်ပြီးဦးစီးမဲ့လူနောက်ဆက်ခံမဲ့ generation ဖြစ်တယ်ဆို yes business management ကို AACC တတရာတက်မယ်ပြီးတဲ့အခါမှာ AACC မိဘရဲ့လုပ်ငန်းကိုပိုတိုးတက်အောင်လို့ဒီ idea နေနဲ့လုပ်နေ yes is very good ဒါပေမဲ့ကိုက middle class caste နေလာတယ်ကျွန်တော်တို့ဆိုလည်း middle class family ကလာတာရှင်းရှင်းပြောမယ်ဆိုကျွန်တော်တို့ middle class ကနေလာမယ်ဒါမှမဟုတ်လို့ရှိရင်စူးစမ်းရုံးကန်နဲ့တက်ညီလက်ညီစူးစမ်းရုံးကန်နေရတဲ့မိသားစုကနေလာမယ်ဆိုကိုကဖောက်ထွက်ရမယ်လူဖြစ်တယ်အဲ့တော့ကိုဖောက်ထွက်ရမယ်လူအတွက်ကြတော့ကိုရွေးချယ်တဲ့ဘာသာရက်ကနေပြီးတဲ့အခါမှာလုပ်ငန်းခွင်မှာ international working exposure မှာ demand များတဲ့အလုပ်ကိုင် area ကိုရွေးရမယ်ပြောမယ်ဆိုရင်ဝါဒနာနဲ့ဖြစ်ချင်တာနဲ့ဖြစ်တဲ့ area ကိုပိုရွေးချယ်ရမယ်အချိန်ကာလဖြစ်တယ်အခုချိန်ရလေဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကုန်ကြစိတ်ကကျွန်တော်တို့လွန်ခဲ့တဲ့ကျွန်တော်ကြောင်းတက်ခါစားတက်စနေကအနည်းဆုံး6ဆလောက်များလာတွေ့ရတယ်ဒါက currency ကျောင်းလာကတွေကစင်ကာပူကျောင်းတွေဘက်ကအများကြီးတက်တာမဟုတ်ဘူးဒီတိုင်းပဲဒါပေမဲ့ဘာတက်လဲဆိုကျွန်တော်တို့ရဲ့ currency rate တွေကပိုဆိုးသွားတာလွန်ခဲ့တဲ့2019နဲ့ဒီ2026မှာ3ဆတက်သွားတာဆိုကျောင်းလာကဒီတိုင်းဘာတက်သွားလဲ currency တွေကတက်သွားတဲ့အတွက်ကြောင့်မလို့အခုချိန်မှာဒီဟာလေးကိုတော့ကျွန်တော်တို့စမ်းပြီးတက်လိုက်တာပေါ့အစင်မပြေနောက်ထပ် program ကိုပြောင်းမှာပေါ့လို့လုပ်လို့ရတဲ့မိသားစုတွေရှိတယ်လို့လုပ်ဖို့အတွက်ခက်ခဲမဲ့မိသားစုတွေဆိုလို့ရှိရင်တိတိကျကျလေးကိုသွားမဲ့ career pathway နဲ့ကိုက်ညီမဲ့ industrial demand ရှိတဲ့ဘာသာရပ်ကိုကျွန်တော်တို့ရွေးချယ်တက်ဖို့လိုတယ်အဲ့ဒီကနေတဆင့်ရနိုင်တဲ့ဟာတချို့ဘာသာရပ်တွေကတော့ internship
ပါတယ် internship ကလည်းအရေးကြီးတယ်နော် PP internship မဟုတ်နဲ့ PPO internship ဆိုတာကမပင်ပန်းတဲ့ internship လို့ပြောတာမဟုတ်ဘူးတကယ်ကိုသင်တဲ့ဘာသာရဲ့ကိုလုပ်ရမယ့်အလုပ်ကိုင်ကဆက်နွယ်မှုရှိဖို့အတွက်အရေးကြီးတယ်အဲ့လိုပြောလို့ hotel မှာမှ travel agency မှာမှ internship same မှ experience ရတာအဲ့ဒါမျိုးကျွန်တော်ဆိုလိုတာမဟုတ်ဘူးကိုလုပ်ရမယ့်ကိုသွားရမယ့် internship ဒီကိုသင်ခဲ့တဲ့ modules တွေကနေပြီး link up ဖြစ်နေတဲ့တစ်ခုခုတော့ဖြစ်ရမယ်ဟုတ်တယ်နော်ဒါမှမဟုတ်ကိုသင်တဲ့ဘာသာရပ်ဒီထဲမှာလေ့လာရမယ့်ဘာသာရပ်တွေကကိုသင်ကြားတဲ့ကိုရဲ့ကိုတက်နေတဲ့ဘာသာရပ်နဲ့80 to 90% ဆက်သွယ်နေတဲ့ဘာသာရပ်တွေဖြစ်ရမယ်ကျွန်တော်တို့ကြားဘူးတယ်တော်တော်များများတချို့ကထားပါတော့ hospitality and tourism ပေါ့နော်ကျွန်တော်ဒီနေ့ဒါလေးတော့နည်းနည်းလေးပါဆိုအခုတော်တော်များများဒီကာလမှာဒီ program ကိုလည်းအလွဲသုံးစားလုပ်ပြီးတော့လွဲမှားနေတဲ့အယူဆလေးတွေရှိလာကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ tourism and hospitality management လို့ပြောပြီးတော့80% က business အကြောင်းကြီးပဲတင်တယ်ဒီ industry မှာသိထိုက်တဲ့ step by step knowledge နဲ့ပတ်သက်တဲ့hands on experience နဲ့ပတ်သက်တာတွေဘာမှမသိဘူးဆိုလို့ရှိရင်ဒီကျောင်းသားတယောက်ကဒီဘာသာရပ်နဲ့တော့ graduate ဖြစ်ပါတယ်ဒီဘာသာရပ်နဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေတစ်ခုခုတည်းဥပမာ etiquetting software နဲ့ပတ်သက်တဲ့ဘာသာရပ်ကို तू ကလုံးဝမခင်ခဲ့ရအောင်ကျောင်းပြီးတာနဲ့တန်းပြီးသူ့ကို travel agency ကအလုပ်ခန့်မယ်ဆိုဒီကျောင်းသားလုပ်ရဲမလား airline တစ်စောင်ရဲ့ etiquette ဘို့ तू ကရောရမှာတစ်ခုခုလောက်တာမှားရင်ဆိုတော့ဒါမျိုးတွေပေါ့နော်ကျွန်တော် experience example ပေးတာနောက်တစ်ခုကကြတော့ big strong communication and networking skill အရန်လိုပါတယ်အထူးသဖြင့်ကျွန်တော်တို့တွေ့ရတဲ့နောက်ပိုင်း generation Z ကျွန်တော်ထင်တာဒီမှာမဝင်းမြတ်စုတို့မကျွန်းတူတို့လည်းလက်ခံလိမ့်မယ်တော်တော်များများကလေးတွေအခုဘာဖြစ်လာလဲဆိုကျွန်တော်တို့တွေ့တာ15 16အိမ်နဲ့တော့စကားမပြောဘူး message တော့ရိုက်တာမင်းဒီနေ့ဘာစားမယ်တို့ကစင်ကူမှာလည်းအဲ့လိုပဲမိသားစုချင်းဘာလုပ်လဲဆိုအဖေအမေကိုဒီနေ့ညနေငါ့ကိုကြက်သားဟင်းရဲ့ဒီရွက်မှာပေးပါပါဇက်နဲ့မပြော message ရိုက်မှာကျွန်တော်တို့ခေတ်တော့ဆိုဖုန်းတွေနော်ဖုန်းပြောရင်ပြောမပြောအမေနာသွားပြီးစကားပြောပါအခုခေတ် generation ဆက်တော့ AC တယောက်တည်းပဲနေမယ်ဒီ game နဲ့ဆော့မယ် game နဲ့ဝင်မယ်နေမယ်ဒါမှမဟုတ်ရှင်တို့ online မှာတော့တို့ပြောနေလိမ့်မယ် chat ထဲမှာတော့အကုန်ပြောရတာဒါပေမဲ့ communication skill networking skills ဒါပေမဲ့ဒီမှာလဲပါလိမ့်မယ်ကျောင်းသားကျောင်းသူတွေတချို့က GED ပြီးထားတချို့ကမြန်မာနိုင်ငံအထက်တန်းပြီးထားမယ်တချို့က first year second year တက်နေလိမ့်မယ်ဒါမှမဟုတ်လူငယ်တော်တော်များများကျွန်တော်ပြောတဲ့ group တွေပါလိမ့်မယ်အဲ့လိုမျိုးကိုကအဲ့အချက်မျိုးရှိနေတယ်ဆိုလို့ရှိရင်ပြင်နေဆိုတာကဒီမှာရှိတဲ့ညီကိုမောင်နှမတွေအရောက်စီတိုင်းအတွက်ပုံမကောင်းမွန်တဲ့လုပ်ငန်းခွင် opportunity ရဖို့ဆိုတာက you have to speak you need to build your communication skills interview သွားရင်ကိုကပါစက်ကြီးပိတ်ပြီးတော့မှသူတို့မေးသမျှကိုခေါင်းကြီးခေါင်းခါဆိုရင်ဘယ်သူမှအဲ့လူကိုရွေးမှာမဟုတ်ဘူးဘယ် industry ပဲဖြစ်ဟုတ်တယ်နော်ဆိုတော့ဒါကကျွန်တော်တို့သိရမယ့်အချက်တွေကအရန်အရေးကြီးတဲ့ one tips ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ most importantly အဲ့ဒါအရန်အရေးကြီးပါတယ်ဒါကတော့လူငယ်တွေပဲဖြစ် international career opportunity ကိုလိုချင်တဲ့အခါ negative mindset တွေဖယ်ပြီး positive attitude ရှိဖို့လိုအပ်တယ်ဘယ်သူဘာပြောဥပမာကိုကအလုပ်ကန်းခွင်နဲ့ဝင်လို့တက်စပြဲထား supervisor ကကိုပြင်မှာပဲမှားရင်အဲ့ပြင်တာကို तू ကတစ်ချိန်လုံးငါ့ကိုအိမ်မှာတော့မှငါအမေကတခွန်းမှစူတာမဟုတ်ဘူးထမင်းတော်အရန်သိခုံးကျွေးတာမင်းကဘာမို့လို့ငါ့ကိုဒါလာပြောတာမရဘူး you have to have a positive attitude အော်ငါအင်တမလို့ငါ့ကိုတင်တာပဲအဲ့ဒါမှရေရှည်မှာ stability ရှိတဲ့ career အထူးသဖြင့် international career secure လို့ပေါ့ဒါတွေရန်ရေးကြည့်ရပေါ့နော်အဲ့တော့ကျွန်တော်တို့နိုင်ငံ institution management ကစင်ကာပူမှာရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်စင်ကာပူအကြောင်းကိုနည်းနည်းပြောပြချင်တယ်ဆိုတော့ဒီမှာရှိတဲ့တော်တော်များများတဲ့ကကျောင်းသားကျောင်းသူတွေကလည်းအခွင့်အရေးရရင်စင်ကာပူမှာအလုပ်လုပ်ရှင်ကြောင်းပါပဲဟုတ်လားအလုပ်လုပ်ရှင်တဲ့လူဘယ်နှယောက်ရှိတယ်ကျွန်တော်အလုပ်လုပ်ရှင်တယ်ဆို yes လေးမှန်ပေးပါဦးyes very good လုပ်ပါ okay great ဆိုတော့ကျွန်တော်ယုံကြည်တယ်အဲ့ဒါကြောင့်မို့လို့လေဒီနေ့ဒီ webinar ကိုနားထောင်ကြတာပေါ့ဟုတ်တယ်မလားမဟုတ်လို့ရှိရင်ဘာလို့အချိန်ကုန်ခံပြီးနားထောင်မှာလဲစင်ကာ opportunity အတွက်
yes ဆိုတော့တော်တော်များများကျွန်တော်တို့အခုဆိုလို့ရှိရင်ပေါ့နော်နိုင်ငံတွေမျိုးစုံလူတွေက introduce လုပ်တာကြတယ်ကျွန်တော်တို့လွန်ခဲ့တဲ့အနှစ်20လောက်ကဆိုလို့ရှိရင်စင်ကာပူတော်တော်များများစင်ကာပူပြီးရင်ကျွန်တော်တို့ခေတ္တကရှိခဲ့မှာကျောင်းတက်ပြီးတော့အဲ့လို academic professional နဲ့တွားပြီးအလုပ်လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့စင်ကာပူရှိခဲ့တယ် Australia ရှိတယ် UK ရှိတယ် US ရှိတယ်အခုနောက်ပိုင်းထွက်လာတဲ့ Europe country တွေရှေ့တောင်အာရှတခြား country တွေကျွန်တော်တို့ခေတ္တကမရှိသေးဘူးအဲ့တုန်းကလည်းကျွန်တော်တို့ပညာရေးနဲ့ပတ်သက်တဲ့အတိုင်းအမြခံတွေကျွန်တော်တို့ကိုယ့်အကူလေ့လာရတဲ့အားတွေအများကြီးစိုက်ထုတ်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီထဲမှာကျွန်တော်ကဘာကြောင့်ဒီနေ့စင်ကာပူကိုထပ်ပြီး highlight လုပ်ချင်တာလဲဆိုပြီး geography ရဆိုတော့ကျွန်တော်တို့မိဘတွေအနေနဲ့လည်းအခုလိုမျိုးပေါ့နော်နိုင်ငံမှာရှုပ်ရှက်ခတ်နေတဲ့ political တွေsafety တွေအရန်စိုးရိမ်နေရတယ်အခုယူရိုဆိုရင်ဟိုတော့ပြီးခဲ့တဲ့2ပတ်လောက်ကစပိန်နိုင်ငံတွေကိုအများကြီးခိုးဝင်ကြတာတန်းနေချီဆိုတော့အဲ့ကနေတစင်အများကြီးလာတော့မှာယူရိုမှာတိုင်ပတ်တော့မှာထို့တူပဲအမေရိကတော့လည်းသူခတ်နေပြီမြန်မာနိုင်ငံအတွက်လည်းသူကပိတ်ထားတယ်အဲ့ဒါအပြင်ကိုအဲ့ထဲမှာရှိနေတဲ့ចောင်းပြီးတဲ့ចောင်းသားတွေအလုပ်ရဖို့တော်တော်ခက်လာလိမ့်မယ်အလုပ်ရဖို့ဆိုပတ်စံပေးရမှာလားဒါမှမဟုတ်သူတို့အလုပ်ခန့်မဲ့လူကလည်းဒေါ်လာ3သိန်းလောက်ပေးရမှာဒါမှမဟုတ်ចောင်းသားကိုယ်တိုင်ပေးပြီးတော့ဒေါ်လာ3သိန်းပေးပြီးတော့မှအလုပ်ရဖို့ပေါ့ why UK ပိတ်ထားပြီမြန်မာ UK မှာလည်းသူတိုင်းလုပ်ရဖို့ရန်ခက်တယ်နောက်ပိုင်းပေါ့နော်ကျွန်တော်တို့ရဲ့အသည့်တွေဆွေမျိုးတွေရှေ့တောင်အာရှထဲမှာတော့စင်ကာပူက currency ထဲမှာရှေ့တောင်အာရှတွေမဟုတ်ဘူးเนาะအာရှထဲမှာရော New Zealand Australia တို့ထက် currency ပိုမြင့်တယ်အဲ့နိုင်ဒီနိုင်ငံက currency မြင့်ရုံနေမဟုတ်ဘူးကျွန်တော်တို့က currency ရဲ့ inflation ဆိုတာကငွေကြေးဖောင်းပွားမှုအနည်းဆုံးနိုင်ငံဖြစ်တယ်ဒါ10စုနှစ်ကျော်ထိပေါ့ဆိုတော့ကျွန်တော်ကိုမေးတယ်စင်ကာပူဘာလို့အခုတည်းကစင်ကာပူကနေဘာလို့မခွာသေးတာလဲ19နှစ်လောက်ရှိပြီတခြားနိုင်ငံမသွားဘူးလားတန်းနီ I love Singapore ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စဉ်းစားလိုက်တိုင်းတခြားနိုင်ငံတွေသွားမလားတခြားနိုင်ငံကို relocate လုပ်မလားမဲ့ Singapore ရဲ့ most attractive point ဘာကျွန်တော်ကိုယ်တိုင်ကလည်းကျွန်တော် season ကြတာကြိုက်တယ်သူ့ရဲ့ systematic ဖြစ်မှုဒီနိုင်ငံရဲ့ structure ကြမှုဒီနိုင်ငံရဲ့ကြောသားရင်သားမခွဲခြားဘဲနဲ့နိုင်ငံခြားသားဖြစ် local ဖြစ် protection ပေးမှုအရန်ကောင်းတဲ့နိုင်ငံဖြစ်တယ်သူ့ရဲ့ culture သူတို့မှာဘယ်လိုပဲ yes of course Singapore ဖြစ်တဲ့အတွက် Singaporean တွေတော့သူတို့ဦးစားပေးမှာဒါပဲလေသူတို့နိုင်ငံသားသူတို့ဒါပေမဲ့သူတို့နိုင်ငံသားဦးစားပေးတာပေမဲ့သူတို့နိုင်ငံသားရဲ့လူဦးရေပမာဏကသူတို့နိုင်ငံမှာရှိတဲ့ business project ပေါင်းမြောက်များစွာရဲ့ပမာဏတဲ့အများကြီးနည်းနေတာဖြစ်တဲ့အတွက်သူတို့ဒီ foreign talents foreign workers တွေအမြဲတမ်းဦးစားပေးပြီးတော့ protect လုပ်ပေးနေအောင်ပါဒီနိုင်ငံအဲ့ဒါတခြားနိုင်ငံတွေလည်းအများကြီးกว่าဟုတ်တယ်နော်ဆိုတော့ဘယ်နိုင်ငံကမှစင်ကာပူနိုင်ငံလောက် permit တွေကို tires တွေအများကြီးမခွဲနိုင်ဘူးသူတို့မှာ PR ရှိရင် work permit ဒါပဲဒါမှမဟုတ် citizen စင်ကာပူမှာမှဒီလို qualification နဲ့ဆိုရင်ဒီအရွယ်ဆိုရင်ဒီလောက်နဲ့ထိုက်တယ်နဲ့သူက tier ဘလောက်ကိုထားတာပြီးတယ် permit okay အခုမှ fresh graduate လာမယ်သူတို့တတ်မှတ်တဲ့တချို့သော industry တွေအတွက်ဆိုရင်တော့သူတို့ရဲ့ traditional source မဟုတ်ဘဲနဲ့ non traditional ဖြစ်တဲ့အတွက်လူမဟုတ်တခြားသောလူမျိုးတွေတခြားသောတွေကသူတို့နိုင်ငံမှာလာပြီးတော့မှဒီ resource တွေကိုသုံးပေးရမှာဖြစ်တဲ့အတွက် non traditional ဆိုပြီးတော့မှလည်းသူကအမြင့်တက်ပြီးတော့ work permit ပေးတာရှိပါဆိုတော့အဲ့ဒါကဘာကိုပြချင်တာလဲဆိုရင်စင်ကာပူနိုင်ငံရဲ့ foreigner တွေအပေါ်မှာဘလို့ပဲအလောက်ကင်ခွေရေးခတ်လူတွေ on နေပါစေတကယ်စူးစမ်းပြီးတော့ခုနပြောတဲ့ road map ကိုသိတဲ့လူတွေအတွက် there is a to secure a great opportunity in Singapore အဲ့ဒါကိုကျွန်တော်အဓိက highlight လုပ်ပေးချင်တာပေါ့နော်အဲ့တော့ပြီးရင်ခါမှာ safety so safety ကတော့ပြောမနေနဲ့နိုင်ငံတကာမှာသဘာဝဘေးအန္တရာယ်အဲ့ဒါလည်းအရင်ရေးကြည့်နော်ကိုသွားတတ်မဲ့နိုင်ငံကဟို
ကျန်တာတော့ကောင်းတယ် migration opportunity ပေါင်းဒါပေမဲ့ဘာဝဘေးအန္တရာယ်ကြုံနေရတဲ့နိုင်ငံဆိုလို့ဟုတ်နော်အဲ့ဒါတော့ကျွန်တော်တို့ဆိုစင်ကာပူနိုင်ငံဒီဖျားရဲ့ပြောမယ်ဆိုခြေစုတော်ပေါ့နော်ဖျားရဲ့ကွယ်ကာခြင်းထဲမှာအရန်ကိုရှိတဲ့နိုင်ငံဖြစ်တော့တဘာဝဘေးအန္တရာယ်အနည်းဆုံးနိုင်ငံဖြစ်တယ်ဘာလို့ဆိုသူဘေးပတ်ပတ်လည်မှာရှိနေတဲ့နိုင်ငံတွေအကုန်လုံးက protect လုပ်ထားသူဖြစ်နေတာသူရဲ့ရေမြေတဘာဝအနေထားအရာနောက်တစ်ခုသူတို့နိုင်ငံက infrastructure အရန်ကောင်းတာဖြစ်တဲ့အတွက်စင်ကာပူနိုင်ငံမှာရွာတဲ့မိုးတကယ်ဆိုအရန်များတယ်သူမိုးရွာတဲ့အချိန်အဲ့ဒီမိုးတိုင်းတာတခြားနိုင်ငံတွေမှာအခုမြန်မာနိုင်ငံဆိုရေကြီးတယ်ဗီယက်နမ်တွေရေကြီးတယ်ဖိလစ်ပင်ရေလွှမ်းမှုတာအမှန်တကယ်ကမိုးရေချိန်တိုင်းတာကျွန်တော် recently July ကပူနေဆိုတဲ့အိန္ဒိယမြို့နယ်ကပြန်လာသူတို့စီမှာရွာလို့သူတို့ရေအမ်းကြီးနေဖြစ်ပျက်နေတာကိုကျွန်တော်တို့ရောက်တဲ့ချိန်ကသူတို့ရွာတဲ့မိုးကျွန်တော်တို့ကြည့်တော့ကျွန်တော်ရဲ့ vibe ဆိုဟိုစင်ကာပူမှာဒီမိုးဒီလိုမိုးอ่ะကျွန်တော်စင်ကာပူနိုင်ငံက is used to it but we don't have a flat like this so ပူနေမှာအဲ့မိုးရွာတာတနိုင်ငံလုံးရေကြီးလို့ကြောင်းနေပါရက်လိုက်ရတယ်တမျိုးနေဘာလဲ infrastructure ပေါ့ဆိုတော့သူ့ရဲ့ systematic ကြတဲ့ infrastructure မှာကိုယ့်ရဲ့ life ကိုတိစောက်ခွင့်ရရင် is a blessing ဆိုတော့ currency လဲကောင်းတဲ့နိုင်ငံဖြစ်တယ် currency မှာလဲ stable အကျဆုံးခုနပြော life နဲ့ပတ်သက်တာကျွန်တော်တို့ပညာရက်တင်ကကျွန်တော်တို့ဟိုဘယ်လိုပြောမလဲqualification အရာတွေမဟုတ်ဘဲနဲ့ surrounded မှာကျွန်တော်တို့သင်လို့ရတဲ့နေပေတွေအများကြီးရှိတယ်စင်ကာပူမှာမြင်စရာတွေအများကြီးပေါ့နော်ဆိုတော့ကျွန်တော်အခုပြောပြတဲ့ဟာမျိုး appreciate လုပ်ပြီးတော့သင်ယူတတ်တယ်ဆိုရင် is a very great country ပေါ့နော်ဆိုအဲ့ဒီအချက်လက်တွေကြောင့်မလဲကျွန်တော်ကလွန်ခဲ့တဲ့19နှစ်လောက်ကစင်ကာပူကို international ကျောင်းသားအဖြစ်တက်ရောက်ဖို့အတွက်ရွေးချယ်ခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါတော့ကျွန်တော်တို့ဒါ2025ဒီဇင်ဘာမှာသူတို့ survey လုပ်ထားတဲ့စင်ကာပူမှာ fastest growing occupation တွေကိုကျွန်တော်ပြတာဖြစ်တယ်ဆိုတော့ international career opportunity ကိုလိုချင်တဲ့လူတွေအတွက် okay ကိုယ့်ရဲ့ roadmap ကိုလည်းရှာနေပြီကိုယ့်ရဲ့ roadmap ကိုတွေ့ပြီးသွားတဲ့အခါမှာဒီလိုမျိုး roadmap မတွေ့ခင်ပေါ့နော်ဒီလိုမျိုး demand ဖြစ်တဲ့ career တွေကိုလည်းကိုယ်ကသိထားရမယ်ကိုယ့်ရဲ့တငယ်ချင်းကဒီဟာတတ်ချင်တယ်လို့ကိုဒီဟာလိုက်တယ်ဟာကိုက AI ဆိုအကုန်လုံး AI ဒါပေမဲ့ကိုကကွန်ပျူတာတောင်မှစာစီစာရဲတောင်မှလက်နဲ့ချောင်းနဲ့ဒီလိုရိုက်နေရတယ်။အော်ဘယ်လို AI မလဲ။ဟုတ်တယ်နော်။ဆိုတော့ကိုကဘယ်ဟာနဲ့ကြိုက်ဒါပေမဲ့ကိုကအဲ့ဒီဟာမျိုး technology စာကိုသူများနဲ့စကားပြောရတာကြိုက်တယ်။ကိုပြောလိုက်ရင်တော်တော်များများကစိတ်ဝင်စားပြီးတော့မှဒီ area ကိုပုံမပြီးတော့မှနားထောင်ခြင်းတဲ့ဟာမျိုးဆိုဒါဆိုကိုယ့်ရဲ့ technique ကပါလေ။ကိုယ့်ရဲ့အားသာချက်ကပါလေ။ဒါဆိုငါက IT module အစား IT program စားစေးစံ marketing ကိုငါပို့ပြီးတော့တတ်တယ်ဒါမှမဟုတ်လို့ရှိရင်ငါ service ပေးတဲ့အလုပ်ကိုပို့ကောင်းဒါမှမဟုတ်သူများတွေကကွန်ပျူတာတော့တော်တယ်ဒါပေမဲ့ကိုကဘယ်ဟာတော်လဲကိုကအဖြော်အေးတွေကိုဟိုဆက်ဒီဆက်လုပ်ပြီးတော့မှသူတွေကိုဖြော်ပြီးတော့တိုက်တဲ့အေးကိုဖြော်တိုက်တဲ့အေးကပိုအရသာရှိနေတယ်လို့မျိုးကိုဘယ်မှာတော်နေ beverage creation မှာကိုကတော်နေတာလားဟောဒါဆိုရင်လို့ရှိရင်ကိုသွားခြင်းတဲ့ pathway နဲ့ဒီနိုင်ငံရဲ့ opportunity နဲ့ဟာမြန်မာနိုင်ငံက try ရင်ပြီးတော့မဟုတ်ပဲねဒါမျိုးရှာတတ်တယ်ဆိုရင်ကျွန်တော်တို့သွားခြင်းနဲ့ international career roadmap ကိုရှာတွေ့မှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နိုင်ငံ easy job management ကတော့ကျွန်တော်တို့2001ခုနှစ်တွေကတည်ထောင်လာတဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ကျောင်းအကြောင်းအများကြီးကျွန်တော်မပြောတော့ဘူးဒီဗီဒီယို2မိနစ်အတွင်းမှာကျွန်တော်နားထောင်ကြည့်ရအောင်နော်After graduating from high school, I found myself thinking about vacation days, not just about which school to choose, but what kind of opportunities I want for my future. At Mandarin Institute of Management, education goes beyond academics. We take a holistic approach by nurturing every aspect of our students' growth, focusing on their personal, academic, and professional development. This commitment to excellence is reflected in our 4-year EduTrust accreditation, awarded by Skills Future Singapore. This accolade is a testament to the quality and trustworthiness of our programs, allowing us to stand strong for 25 years of nurturing today for tomorrow. Learning at NIM is practical, relevant, and industry-focused. Our programs are designed to mirror real-world demands, bridging what students learn in the classroom with how industries actually operate. Through hands-on activities, guided practice, and real-life simulations, students do not just learn concepts, they apply them. This approach helps build workplace readiness early, allowing students to gain confidence,
competence and clarity about their chosen path. With a strong student-centric culture, students are encouraged to actively engage, practice, and grow with confidence. Our programs support students at every stage of their educational journey, from foundation and diploma pathways to advanced diplomas, bachelor degrees, and master's programs. What truly sets NIM apart is our partnership with world-class universities such as Haverford University, Cadbury Christchurch University, and the University of the West of Scotland. These collaborations allow students to earn internationally recognized qualifications from established universities, preparing them for a future without borders. Preparing students for the real world goes beyond the classroom. With a strong focus on employability, graduates develop practical, industry-relevant skills for a confident transition into the workforce. Partnerships such as the Canterbury Christchurch University, recognized for #1 graduate employability, strengthen this approach, while our dedicated in-house team provides personalized guidance, supporting students as they explore career opportunities in Singapore and beyond. What I miss most about NIM are the mentors and the friendships I have built here. Beyond academics, I gain life lessons. Learning alongside the people from different traditions, creating memories that shape who I am today. Experiencing life at NIM was the best decision I have made thus far. And if you're ready to take the next step, I genuinely hope that you'll experience this journey too. Okay ဆိုတော့ဒီမှာကျွန်တော်တို့ဗီဒီယိုထဲမှာ I think a video say that 1000 watts ဟုတ်တယ်နော်ဆိုတော့ဒီထဲမှာကျွန်တော်တို့ရဲ့အကြောင်းလေးကိုအဓိက introduction ကျွန်တော်တို့အများကြီးလုပ်သွားပေးတယ်အဓိက dean တယောက်ရေးစီတိုင်းကလည်းကျွန်တော်တို့ရဲ့ faculties တွေကနေပြီးတော့မှ different faculties မှာကျွန်တော်တို့ရဲ့ different strength ရှိတယ်အဲ့တော့ခုနကျွန်တော်ပြောသလိုမျိုးပေါ့နော်ကိုယ့်ရဲ့ရှာနေတဲ့မြေပုံကကိုသွားခြင်းနဲ့ရေဒနာတိုက်ကဒီမြေပုံလမ်းကနေကိုသွားရင်ပို့ပြီးတော့မှမြင်မြင်ဆန်ဆန်သွားနိုင်လားဆိုတာကခုနကမြေပုံပိုင်ရှင်တွေကတခါတည်းပြောပြနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့2000ခုနှစ်ကလေးကနေတည်ထောင်ထားတဲ့အကြောင်းဖြစ်တယ်ဒီနှစ်ဆိုရင် NIM ရဲ့25နှစ်မြောက် anniversary ကိုကျွန်တော်တို့ကျင်းပနေတာဖြစ်တယ်ဆိုတော့ဒီကျင်းပတယ်ဆိုတာကလေကျွန်တော်တို့ကပွဲကြီးတွေလုပ်ပြီးကျင်းပတာမဟုတ်ဘဲနဲ့နိုင်ငံတကာအထူးသဖြင့်အရှေ့တောင်အာရှမှာရှိနေတဲ့ကျောင်းသားကျောင်းတွေအတွက်မြန်မာပေါ့နော်မြန်မာဆိုရင်မြန်မာငွေ300တယောက်သူ့ရဲ့ဘာသာရပ်ပေါ်မူတည်ပြီးတော့မှပညာပေးနေတာဖြစ်တယ်ဆိုတော့ဒီဟာကအရင်ကောင်းတဲ့အခွင့်အရေးဖြစ်တယ်ကျွန်တော်တို့25နှစ်မှာပထမဦးဆုံးသောကျွန်တော်တို့ရတဲ့ဒီလောက်များတဲ့အမောင့်ကိုပေးနေတဲ့ပညာသင်ထောက်ပံ့ခြင်းပေးနေတဲ့ကာလကျွန်တော်တို့25နှစ်မြောက်ကာလအတွင်းမှာဆိုလို့ရှိရင်လည်းစင်ကာပူနိုင်ငံအစိုးရကနေပေးတဲ့စုပေါင်းများစွာကိုရထားတဲ့အကြောင်းဖြစ်တယ်အထူးသဖြင့်တော့စင်ကာပူနိုင်ငံအစိုးရရဲ့အရေးအကြီးဆုံးဖြစ်တဲ့ Edu Trust 4 years award ကိုလည်းယနေ့ထိတိုင်အောင်နှစ်ပေါင်း12နှစ်ကျော်14နှစ်13နှစ်14နှစ်ကာလအထိထိန်းသိမ်းနိုင်တဲ့အကြောင်းဖြစ်တယ်အဲ့လိုမျိုးကျွန်တော်တို့10စုနှစ်ကျော်ထိန်းသိမ်းနိုင်တဲ့အကြောင်းကစင်ကာပူမှာနေပါတယ်ဆိုတော့အဲ့ထဲကမှကျွန်တော်တို့ကတကြောင်းအနေနဲ့ရည်တည်နေတဲ့အကြောင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ NIM Institute of Management စင်ကာပူမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ Singapore campus ဖြစ်တဲ့ကျွန်တော်တို့ဒီ MRT ဆိုလို့ရှိရင်လည်းဒါခရမ်းလိုင်းကနေသွားမယ်ဆိုရင်3မိနစ်ပဲလမ်းလျှောက်ရတယ်အစိမ်းလိုင်းကဆိုပြီး9မိနစ်ကနေ7မိနစ်ကြာရောက်နိုင်တယ်အရန်ကောင်းတဲ့ Central Business District မှာရှိတဲ့location ဖြစ်ပါတယ်ဆိုတော့NIMကကျွန်တော်တို့အခုဒီပေါ့နော်ကျောင်းသားပေါင်းကျွန်တော်တို့မြောက်များစွာကိုမွေးထုတ်ပေးနေတဲ့အကြောင်းဖြစ်တဲ့25နှစ်တာကာလအတွင်းမှာဆိုတော့ကျွန်တော်တို့ရဲ့ graduation rate က98%ရှိတယ်ဆိုတော့ဒါကိုဘာလို့ပြချင်လဲဆိုလို့ရှိရင် we don't left any students behind ဆိုတော့ဒီကျောင်းသားကအကြောင်းအရာတစ်ခုခုမှာကျွန်တော်တို့မြန်မာနိုင်ငံငံလျင်သိတဲ့အခါမှာဒုက္ခရောက်သွားတဲ့မိသားစုတွေရှိတဲ့အကြောင်းသားတွေကျွန်တော်တို့မှာရှိတယ်အတက်နိုင်ဆုံးဒီကျောင်းသားတွေကြောင်းပြီးအောင်လို့ကျွန်တော်တို့တခါကျရင်ငွေရေးကြီးပိုင်းမဟုတ်စိတ်သက်ရေးရပိုင်းမှာလည်းကျွန်တော်တို့ support လုပ်ပေးရတာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီဒီပိုင်းနဲ့ပတ်သက်တဲ့ကျွန်တော်ဆိုလို့ရှိရင်ကျောင်းသားကျောင်းသူတွေနဲ့အဓိကကျောင်းသားကျောင်းသူတွေကျွန်တော်တို့ partner တွေနဲ့ sentimental relationship ရှိတယ်တယောက်ပေါ့နော်ကျွန်တော်တို့ emotional ဘိုင်းကျွန်တော်တို့ support အများကြီးလုပ်ပေးတယ်ဒါကသာလျှင်ကျောင်းသားကျောင်းသူတွေရဲ့ရေရှည်မှာသူတို့ focus လုပ်ပြီးတော့ကျောင်း
သူတို့သင်တဲ့ပညာကနေပြီး graduate ဖြစ်နိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဲအကြောင်းမလို့လဲကျွန်တော်တို့ we can proudly say 98% ရှိတယ်ကျွန်တော်တို့ graduate rate ကပေါ့နော် at the end of the day မှာသူတို့သင်ကြားတဲ့ဘာသာရပ်ကို successfully graduate ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မှာ career advisory service တွေရှိတယ် faculties တွေမှာလည်းကျွန်တော်တို့ different program ပုံမူသင်ကြားလို့ရတဲ့ program ပေါင်း40ကျော်လောက်ရှိပါတယ်ဆိုတော့ကျွန်တော်တို့ဒီကတော့ NIM မှာတက်လို့ရမယ်အဓိက major ပေါ့နော် subject ပေါင်းအားလုံးပေါင်း9ခုရှိပါတယ်ဒီ subject ပေါင်း9ခုတည်းကမှ School of Tourism and Hospitality ရဲ့ကျွန်တော်တို့ School of Engineering ရဲ့ undergraduate program 2ခုမှာတော့6လစာရလက်တွေ့အလုပ်တွေအကြောင်းစီစဉ်ပေးပါတယ်ကျောင်းသားတိုင်းရလားအာမခံလားဆိုကျွန်တော်တို့အာမခံပါဘူးကျွန်တော်တင်တာ NUS က NTU အစိုးရအကြောင်းတွေတော့အာမခံနိုင်ဘူးเนาะဘယ်သူမှအလုပ်ရဖို့ဘာပေါ်မူတည်လဲဆိုရင်ကျောင်းသားကျောင်းသူရဲ့အရေးအချင်း interview အောင်မှုကျောင်းတက်နေတဲ့ကာလမှာသူ့ရဲ့ performance ဥပမာကျောင်းတက်နေတဲ့ကာလမှာတစ်ချိန်လုံးကျောင်းပြတ်နေတဲ့ကျောင်းသားတစ်ချိန်လုံးဘယ်လိုပြောမလဲကျောင်းနောက်ကျတဲ့ကျောင်းသားဘယ်သူကမှဒီကျောင်းသားကိုအာမခံပြီးတော့ကောင်းတဲ့ company မှာ internship သွားဖို့အတွက်အာမမခံဘူးဟုတ်တယ်နော်ဒီမှာရှိတဲ့ကျောင်းသားကျောင်းသူတွေရောမိဘတွေရောမှာ maybe မဝင်းမြတ်ဆိုတော့ပေါ့လို့ guarantee letter ရေးပေးမယ်ဒီကျောင်းသားတွေအတွက် internship သွားရင်လည်း तू ကတစ်ချိန်လုံးအလုပ် 6 AM ဝင်ရတဲ့ shift မှာတစ်ချိန်လုံး9 နိုင် 10 နိုင်မှအလုပ်ဝင်နေ no have to be professional ဆိုတော့ကျွန်တော်တို့ဒီအချက်လက်တွေအကုန်လုံးပုံမူတည်ပြီးတော့မှ and then ကျောင်းသားကျောင်းသူကိုယ်တိုင်ကလည်း interview သွားဖြေတဲ့အခါမှာဒီကို grooming skill communication skill အဲကြောင့်ကျွန်တော်ခုနကဘာလို့ပြော communication skills အရန်လို့ပဲပေါ့နော်ဆိုတော့အဲ့ဒီဟာတွေအကုန်လုံးနဲ့ပြည့်စုံတဲ့ကျောင်းသားကျောင်းသူဆိုရင်တော့ကျွန်တော်တို့6လအလုပ်တင်ကျွန်တော်တို့စီစဉ်ပေးတယ်ပေါ့နော်ဆိုတော့ NIM မှာကျွန်တော်တို့ပြောမယ်ဆိုရင် GC O level မြန်မာနိုင်ငံကဒါမှမဟုတ် grade 9ပြီးတဲ့ကျောင်းရွယ်ကနေစပြီးတော့မှကျွန်တော်တို့ master level ထိ one whole complete academic pathway ကျွန်တော်တို့စီစဉ်ပေးပါတယ်ဆိုတော့ကျောင်းသားကျောင်းသူတွေကမိမိရဲ့ပညာအရေးချင်းလိုက်ကျွန်တော်တို့ဒီမှာတက်လို့ရတဲ့ဘာသာရပ်ပေါင်းများစွာရှိတယ်ပေါ့နော်ဆိုတော့ဒါခုနကကျွန်တော်ပြောခဲ့သလိုပဲ2026မှာ NIM ရဲ့25နှစ်မြောက် anniversary ဖြစ်တဲ့အတွက်ဘွဲ့လုံ program တွေ post graduate diploma ကနေ master level အထိဘာသာရပ်ပေါ်မူတည်ပြီးတော့မှ up to စင်ကာပူဒေါ်လာ9800မြန်မာငွေ300ကျော်ဒါကအားလုံးပေါင်း300ကျော်ဟုတ်အရေးချင်းမိတဲ့ကျောင်းသားတစ်ယောက်ချင်းစီတိုင်းသက်ဆိုင်ရာဥမာ master ဆိုလို့ရှိရင်စင်ကာပူဒေါ်လာ9800 300ကျော်ရမယ်အဲ့တော့ master ကိုရှောက်တဲ့ကျောင်းသား10ယောက်အဲ့ဒီအဲ့ဆို10ယောက်ဆိုရင်ရော10ယောက်လုံးကိုတယောက်300 NIM ကတကယ်ပေးတာလား yes အရေးချင်းပြည့်မီတဲ့ကျောင်းသားတိုင်းရမှာဖြစ်တယ်ဒါအရန်ကောင်းတဲ့အခွင့်အရေးပါเนาะနံပါတ်2ကကြတော့ကျွန်တော်တို့ undergraduate ဆိုလို့ရှိရင် undergraduate ကအထူးသတင်းကောင်းကဒီနေ့မှာပါမယ်ထင်တယ်เนาะအခုမှ GD ပြီးထားတာအခုမှ grade 12ပြီးထားတဲ့ကျောင်းသားတွေစနစ်ဟောင်းစနစ်သစ် high school အကုန်ပြီးထားတဲ့ကျောင်းသားတွေအတွက်300ကျော်တယ်ဘယ် advanced diploma ပဲတက် grade 12ပြီးထားတဲ့ GD ပြီးထားတဲ့ကျောင်းသားကျောင်းသူတွေက NIM ရဲ့ grade 12ကို OSSD ပြီးထားတဲ့ကျောင်းသားတွေဟုတ်တယ်เนาะNIM ရဲ့ grade 12ကိုNIM ရဲ့ advanced diploma ကိုတန်းပြီးတော့မှတက်လို့ရတယ်ဒီပညာသင်ထောက်ပံ့ခြင်းမြန်မာငွေ300ကျော်တစ်ယောက်တိုင်းခုကျန်တဲ့ September intake September တော့အရန်နေပြီပေါ့နော် November intake နောက်ဆုံး intake ပဲကျန်တယ်နောက်ဆုံး intake ပဲကျန်အဲ့ဒါကိုရှောက်လို့ရပါတယ်เนาะ Okay so NIM School of Art Science and Technology ရဲ့အောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့foundation level ကအခုတရှိကတော့ foundation level တက်တဲ့ကျောင်းသားမရှိသေးဘူး။ဘာကြောင့်တန်းပြီးတော့မှ advanced diploma ဝင်ခွင့်ရကြတာပေါ့နော်။ So advanced diploma grade 12ပြီးထားတယ် advanced diploma တန်းတက်လို့ရတယ်ပြီးတာနဲ့ advanced diploma မှာတစ်နှစ်။ So NIM ရဲ့ advanced diploma က UK Canada Europe Switzerland အဲ့ဒီနိုင်ငံတွေရဲ့ first year second year 2 နှစ်စာနဲ့ equivalent ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူက240 creditsအဲ့ဒါအရင်ရေးကြည့်ပါရနော်ကျောင်းသားကျောင်းသူတွေအခုကိုကရွေးတဲ့ program မှာစင်ကာပူဆိုလဲစင်ကာပူ PPO မလုပ်ပါနဲ့တခြားအိန္ဒိယနိုင်ငံတွေလည်း PPO မလုပ်ပါနဲ့ကိုတက်တဲ့ဘာသာရက်ကဒီကနေပြီးတော့ graduate ဖြစ်ရင် credits ဘယ်လောက်နဲ့ပြီးမှလဲအဲ့ဒါမေးပါဒါဆိုအဲ့ဒီလိုမျိုးကိုကျောင်းပြီးထားတဲ့ qualification ရဲ့ credits ကိုသိမှသာတယ် next level သွားတဲ့အခါမှာကိုကဘယ်လောက်နဲ့ညီမျှတဲ့ဝင်ခွင့်ကိုရမယ်ဆိုတာကိုကမှန်းလို့ရတချို့ကျတော့2နှစ်တော့တက်ပါတယ်စင်ကာပူမှာကျွန်တော်စီပြန်လာရှောင်းရင်သူတို့ credit က100လောက်ပဲရှိတယ်
so they can get straight to bachelor no so ကျွန်တော်တို့ advanced diploma ပြီးအခုပြတဲ့ Canterbury Christchurch University ရဲ့ bachelor ရဲ့နောက်ဆုံးနှစ်ကိုတန်းသွားလို့ရတယ်တစ်နှစ်ပဲတက်တာဒါပေမဲ့စင်ကာပူမှာရှိတဲ့ polytechnic တွေကြားဘူးတယ်နော် polytechnic တွေသူတို့က vocational ဖြစ်တာဖြစ်တဲ့အတွက် polytechnic 3နှစ်ပြီးတဲ့လူကဒီ UK University ရဲ့ bachelor နောက်ဆုံးနှစ်ကိုတက်ခွင့်မရဘူး University ကလက်မခံ University အတွက် polytechnic 3နှစ်ကိုသူတို့ကပါတယ်ဆို year 1နဲ့ပဲညီမျှတယ်လို့သတ်မှတ်တာ so their credit is lesser than our advanced diploma ဖြစ်နေတာဆိုတော့ကျွန်တော်တို့advanced diploma တစ်နှစ် bachelor တစ်နှစ်နှစ်နှစ်အတွင်းစင်ကာပူရဲ့ qualification တစ်ခုနဲ့ UK ရဲ့ bachelor တစ်ခုကိုရနိုင်မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ art science and technology ဘာသာရပ်တွေ information technology ဘာသာရပ်တွေရုပ်စာဆုံးပြောမယ်ဆိုကျွန်တော်တို့ orientation စတာနဲ့အခုခေတ်က AI ခေတ်ဖြစ်လာတာဖြစ်တဲ့အတွက်ဒါဆိုကျွန်တော် recently မှာကျွန်တော်ရဲ့ဒီနေ့စကားပြောဖြစ်တော့ချက်ချင်းဒါ latest information လေး share တာပေါ့ခုနောက်ဆုံးကျွန်တော်တို့ orientation တွေမှာဆိုသူတို့က AI ကိုအသုံးပြုပြီးတော့မှ student service နဲ့ကျောင်းအပြင် student council နဲ့ချိတ်ဆက်ပြီးတော့မှသူတို့ကဒီလို orientation activities လေးတွေလုပ်လာတယ်ဆိုတော့ဒါဆိုရင်ဒါအခုရောက်ခါစားကျောင်းသားကျောင်းသူတွေအတွက်ဆိုလို့ရှိရင်ဒါဆိုဒါမြန်မာနိုင်ငံကျောင်းသားလေးပေါ့နော် July တိတ်ကျောင်းသားအစ်စ်ကိုပဲပြန်ဥဆောင်ခိုင်းပြီးတော့မှသူတို့ရဲ့ group လေးတွေဖွဲ့ပြီးတော့မှဒီ AI application platform ကနေသင်သူတို့တွားရမယ် treasure hunting food hunting ပေါ့နော် food hunting tool ကိုလုပ်ခိုင်းတာပေါ့နော်ဒါမျိုးတွေလေ you will enjoy ဆိုတော့နောက်တစ်ခုဒီမှာကျွန်တော်ပြတာဆိုတော့ဒီ art science technology ရဲ့ every step every level မှာဆိုရင်နောက်ဆုံးဘာသာရပ်တွေမှာကျွန်တော်တို့ကproject လုပ်ရတယ်အဲ့ project ကသင်ထားတဲ့ဘာသာရပ်မှာရှိတဲ့ art ဆိုလဲ art science နဲ့ပတ်သက်တဲ့ဟာတွေသူတို့ဒီ program အစဆုံးပြီးသွားတဲ့အခါမှာဒီ program ကိုသူတို့က internship တော့မပါတဲ့ဘာသာရပ်ဖြစ်တဲ့အတွက်ကြောင့်လို့ကျောင်းသားတွေတက်မြောက်ကြောင်းဘယ်လိုမျိုး showcase လုပ်လဲဆိုတော့ဒီလိုမျိုးကျွန်တော်တို့သူတို့ကိုယ်ပိုင်ဖန်တီးထားတဲ့ artworks တွေကိုကျွန်တော်တို့က gallery လေးအကြောင်းမှာလုပ်ပြီးတော့မှ showcase လုပ်ပြရတယ်ပေါ့နော်ဆိုသူတို့ကိုလိုက်ရင်လည်း art science technology က graduate ဖြစ်တဲ့လူတွေ artists တွေကသူတို့ရဲ့ idea ကတနေ့ကျရင်သူတို့ရဲ့ showroom နဲ့ဟုတ်တယ်နော်သူတို့ရဲ့ project တွေအကုန်လုံးကိုသူတို့ကနိုင်ငံတကာကိုသိအောင်ချပြခြင်းနဲ့လူငယ်တွေဖြစ်တယ်ဆိုအဲ့ဒါနေကျွန်တော်တို့ practice လုပ်ပေးတယ်ဆိုတော့ကျွန်တော် bachelor level မှာ bachelor မှာ gallery တစ်ခုထပ်လုပ်ပေးတယ်advanced diploma မှာ advanced diploma gallery လုပ်ပေးတယ်ပေါ့နော်ကျွန်တော်တို့ဒါကို showcase ပြရဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့အားလုံးတော်တော်များများအထူးသဖြင့်ဘာရွေးလို့ရွေးရမှန်းမသိတဲ့လူတွေဒါမှမဟုတ်လို့ရှိရင်မြန်အောင်ရင်ပြီးရောဟုတ်တယ်နော်ဘွဲတကူကူရရင်ပြီးရောဒါမှမဟုတ်တချို့ကြတော့ကျွန်တော်ကစီးပွားရေးလုပ်ချင်တာရွေးချတဲ့ဘာသာရေးဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်း business management နဲ့ပြီးထားတဲ့လူတယောက်ဖြစ်တော့ဘလောက်ပင်ပန်းလဲဆိုတော့ကျွန်တော်သိတယ်ဒီဘာသာရေးကနေပြီးဘာကြောင့်လဲတခြား engineer တို့ hospitality tourism တို့ art science တို့ early childhood education တွေကသူတို့သွားမဲ့ပေါက်ဖွေးရသူတို့ကရှင်းနေရပဲ route ကသူတို့ရဲ့မြေပုံကရှင်းနေတာဟုတ်တယ်နော်ဒီယေဒနာတိုက်ကိုလိုချင်တယ်ဒီယေဒနာတိုက်ကိုတောက်ဖို့တဲ့ဒီလမ်းညွန်ကသွားရင်တန်းရောက်တယ် business ကဘာဖြစ်လဲဆိုအဲ့လိုမဟုတ်ကိုက business တော့သင်ထားပေမဲ့ဒီ business နဲ့ပတ်သက်တဲ့ယေဒနာတိုက်ကိုရဲ့ goal ကိုရောက်ဖို့အတွက်ကသူများနိုင်ငံမှာလည်းနေတာဖြစ်တဲ့အတွက်ရုံးလို့ကသူများနိုင်ငံသားတွေလည်းလုပ်ချင်တယ်ဟုတ်တယ်နော် Saturday Sunday သူတို့တွေလည်း off ချင်တာပေါ့ရုံးချိန်တွင်ပဲလုပ်ချင်တာပေါ့အဲ့လိုလူတွေအများကြီးတည်းမှာကိုကဘာတွေထူးခြားနေလို့နိုင်ငံသားတယောက်အနေနဲ့အလုပ်ရမှာလဲအလုပ်ရခွင့်ရတာလဲဆိုကိုကအများကြီးသူများထက်ပြောမယ်ဆိုသူတို့လူကထက်အစ200 300လောက်ကြိုးစားမှဒါ business management ဒီနဲ့တခြားနိုင်ငံမှာရပ်တည်နိုင်တူပဲဒါစင်ကာပူမှမဟုတ်ဘယ်နိုင်ငံတော့ကျွန်တော်ပြောရတဲ့ business management major ကိုယူတဲ့လူတွေအများကြီးသူများတဲ့ကြိုးစားရမယ်တခြား professional တွေတဲ့ပြီးတဲ့အပြင် permanent residence မှာလည်းတခြား professional ကိုပါဖွေးနေတဲ့ပို့ခက်တယ်ဒါဆို it's too common it's not their demanding area ဒါကျွန်တော်ကတော့ပုံမှန်လေးပြောတာမှာဆိုတော့ဒါပေမဲ့ခုနကကျွန်တော်ပြောပြတယ်အိမ်မှာမိဘကလုပ်ငန်းရှိနေတယ်အဲ့လုပ်ငန်းကိုပိုတိုးတက်တဲ့ idea တွေနဲ့ကိုကဥဆောင်ဖို့အတွက်
ကိုမမင်းတို့ကြောင်းလာတက်ခဲ့ပြီးပြန်တာဥဆောင်လုပ်ငန်းနဲ့ ready စောင့်နေတဲ့လူတွေ very good ဒါပေမဲ့ကိုကအခုမှစပြီးတော့မှကိုမိသားစုမှာဖောက်ထွက်မဲ့လူတွေဖြစ်တယ်မိသားစုကလည်းတမယိုးကြလုပ်ငန်းကဘန်မှာပဲတေးပြီးတော့ကြွ solid မရှိဘူးကိုကပြန်ဖောက်ရမယ် idea တွေနဲ့သွားတဲ့လူတွေဆိုရင်ဒီဘာသာရပ်ကိုတက်နေရင်တခြား side knowledge တွေအများကြီးလေ့လာထားပါ that will be a very great opportunity for you ဆိုတော့ကျွန်တော်တို့ဒီအောက်မှာပေါ့နော် advanced diploma ရှိတယ် bachelor ရှိတယ်ကျွန်တော်ခုနပြောလို့ grade 12ပြီးတဲ့လူတွေအတွက်တစ်နှစ် advanced diploma တစ်နှစ် bachelor ပြီး master 3နှစ်အတွင်းပြီးနိုင်တယ်ဒါမှမဟုတ်ဘွဲ့ရထားတဲ့ကျောင်းသားကျောင်းသူတွေတခြား major တစ်ခုကနေပြီးတယ် master လည်းတမ်းမတက်ရဘူးထင်တယ် budget ကလည်း limited ရှိတယ်စင်ကာပူမှာလည်းအလုပ်တော့ opportunity ရှာခြင်းနေ okay အဲ့ဒါဆိုရင် digital marketing အကြောင်းလို့ logistic basic အကြောင်းလို့ HR knowledge အကြောင်းတွေကိုထည့်ပြီးတော့မှသင်ပေးတဲ့ဘွဲ့လုံ diploma တော့တက်လို့ရတယ်။သူက8လကျောင်းသားဗီဇာနဲ့6ဘာသာတက်ရမယ်။တကယ်လို့ကျွန်တော်တို့ပေးတဲ့380ပညာသင်ထောက်ပံ့ကြေးရတယ်ဆိုရင်တော့စင်ကာပူဒေါ်လာ8000ကျော်ပဲကျမှာ8လမှာ။ prorated နဲ့တွက်ရင်တော့တစ်လ1000လောက်ပဲပေးရမှာဆိုတော့ is very worth it တကယ်ကိုသာအလုပ်ရလို့3လလောက်အတွင်းတော့ဒီကျောင်းသားက ACG စင်ကာပူမှာအလုပ်ရတယ်ဆိုတော့ဒီဘာသာရဲ့လည်းရှိတယ်တက်လည်းတက်ကြတယ်ပေါ့နော်မြန်မာအလုပ်လည်းရကြတယ်ဆိုတော့ logistics supply chain ရှိတယ် well diploma business creation ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ပြချင်တဲ့ဟာကဘာလဲဆိုရင် logistics နဲ့ supply chain မှာတက်ခုနပြောတဲ့ business area ကပဲတက် opportunity မရှိတာလားထန်ဒီမဟုတ်ဘူးရှိပါတယ်ပို့စူးစမ်းရမယ်လို့ကျွန်တော်ပြောချင်တာဥပမာဘာသာစကားကိုက additional language တက်ထားရင်ပိုကောင်းပါတယ်ဒီ business သမားတွေအတွက်ပေါ့နော်ဒါမို့လို့ရှိရင်တခြား additional skills တွေကိုသိရင်သိတယ်လို့ကိုယ့်ရဲ့ knowledge တွေကိုဥပမာ business management တော့တတ်ထားတယ်ကိုယ့်ရဲ့ computer skills ကတိတ်မကောင်းဘူးထပ်ပြီးတော့ကိုအပြင်မှာအားနေတဲ့အချိန်မှာတတ်ထားပါ online ကနေလမ်းလို့ရတာတွေအများကြီးပဲเนาะ landing တွေလုပ်ထားပါအဲ့တော့မှအခုဒီမှာပြတဲ့ project တွေအများကြီးရှိတယ်စင်ကာပူမှာဆိုရင်အများကြီးဝင်လာမဲ့ project တွေအခု run နေတာတွေအများကြီးရှိတယ်ဒါဆိုရင်2040မှာပြီးမဲ့ project ကြီးစင်ကာပူနိုင်ငံဒီlogistic port ကြီးတွင်းကုန်ထုတ်ကုန်နဲ့အကြီးဆုံးဖြစ်မဲ့ရှေ့တောင်အာရှရဲ့ port ဖြစ်တယ်ဆိုတော့အဲ့ဒါပြီးရင်ဘယ်နိုင်ငံမှာစင်ကာပူပြေးမလို့တော့ဒီနိုင်ငံမှာလာပြီးကန်ကက်ပြီးတော့မှပစ္စည်းတွေ exchange လုပ်အောင်ဒါဆို structure အရင်ကောင်းလို့တင်နိုင်တယ်ဆိုတော့ဒီမှာအများကြီးကျွန်တော်တို့အခုလက်ရှိလည်းအလုပ်အများကြီးရတယ်ဒါပေမဲ့အရေးချင်းရှိတဲ့လူတန်ဒီအဲ့လိုပြောလို့ကျွန်တော်တို့ရှောက်တာပဲကျွန်တော်တို့ရဲ့တငယ်ချင်းတွေ logistic ကနေဘယ်ကြောင်းပြီးလို့ရှောက်တာခတ်တယ်ဒါဆိုစင်ကာပူနိုင်ငံကသူကတကယ်ကိုအရေးချင်းပြနိုင်တဲ့လူတွေမှာအလုပ်ခေါ်တာဘာလို့သူတို့နိုင်ငံကသေးရလဲသေးတယ်နော်အဲ့သေးတဲ့နေမှာရှိတဲ့လူတိုင်းတို့အလုပ်ပေးသူတို့နိုင်ငံသားတွေအတွက်လည်းခတ်မှာပေါ့သူတို့ပေးတဲ့အလုပ်ပေးဖို့အတွက်ကိုကအရေးချင်းပြည့်မီဖို့အတွက်လည်းအရေးကြီးတယ်နော်ဆိုတော့နောက်တစ်ခုဒီကမ္ဘာလုံးမှာရှိနေတဲ့နာမည်ကြီး logistic company အကုန်လုံးရဲ့အရှေ့တောင်အာရှ headquarter ကစင်ကာပူမှာပေးတယ်လို့တာသူများတွေဘယ်လိုပဲစင်ကာပူမှာ you know တော်တော်များများစင်ကာပူမှာကုန်စည်နှုန်းကအရင်စီကြီးတယ်ဒါပေမဲ့စင်ကာပူရဲ့လူအရင်းမြစ်ကလည်းဈေးကြီးတယ်ဒါပေမဲ့စင်ကာပူမှာအလုပ်လုပ်ရင်တခြားနိုင်ငံမှာ10ရက်လုပ်တဲ့ဟာဒီမှာ1ရက်ထဲနဲ့ပြီးတယ် very efficient အဲ့ဒါမျိုးဖြစ်အောင်သူကလုပ်ထားတာအဲ့တော့ very fast pace yes စင်ကာပူမှာတော့ eBay တော့မရစပိုင်းမရနော် yeah ဆိုတော့ life ရဲ့ process ကစင်ကာပူမှာတကယ်ကိုအားသွန်ခွန်ဆိုင်နေဒါလူငယ်တွေဆိုရင်ပိုကောင်းတာပါဆိုခုချိန်မှာသူက technology ရမ်းရတဲ့လူငယ်အဲ့ဒီဟာနဲ့ plus တကယ်ကိုကိုယ့်ရဲ့ခွန်အားနဲ့ဒါပေါင်းစပ်လိုက်and you guys can run far more than us ကျွန်တော်တို့အများကြီးသွားတယ်နော်မကြီး opportunity တွေ multinational company တွေအများကြီးရှိတယ်စင်ကာပူမှာဒါကျွန်တော်ကျွန်တော်အရန်ကိုအားလို့ပြနေတာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင် research လုပ်ပြီးတော့မှဒီက opportunity တွေအတွက်ဘယ်လောက်ရင်ခုန်ကြကောင်းလဲတကယ်အလုပ်လိုချင်တဲ့လူတွေအတွက်ဒါ international career map တွေနော်ဆိုတော့အဲ့တို့ပဲနောက်တစ်ခုကျွန်တော်တို့ School of Education မှာလည်းကျွန်တော်တို့ဒါကတော့ခုနကကိုယ်ပိုင်ကျောင်းဖွင့်ခြင်း international teaching qualification ကိုနိုင်ငံတကာအသိအမှတ်ပြု qualification ကိုနောက်မို့တနေ့တစ်ချိန်မှာဒီ qualification တွေနဲ့တခြားနိုင်ငံမှာ relocate လုပ်ချင်တဲ့အတွက်တင့်တော်တဲ့ဘာသာရေးဖြစ်တယ်ကျွန်တော်တို့ဒီမှာ advanced diploma early childhood ရှိတယ်ပြီးရင် bachelor ဆက်တက်လို့ရတယ်သူတို့တွေက2နှစ်2လအတွင်းစင်ကာပူရဲ့ advanced diploma
UK ရဲ့ bachelor ရမယ်ပြီးရင် MA Master of Arts Education တန်းတက်လို့ရတယ်ဒါမှမဟုတ်ကိုကအခုချိန်မှာ teaching experience လည်းရှိခဲ့တယ်ဒါမဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ထုံးစံတိုင်း bachelor ကတော့တခြား major bachelor ဖြစ်တယ်ကျွန်တော်တို့စိတ်ဝင်စားတယ် MA education ဘာလို့ကျွန်တော်တို့က education လောကမှာနေလာတာကြာလာတော့ I love education industry အဲ့ဆိုဒီလိုမျိုးကျွန်တော်တို့ဒီလို knowledge sharing လုပ်ပေးရတဲ့ဟာတွေလူတွေကို value add လုပ်ရတာကြိုက်တဲ့လူတွေအတွက်ဆို MA education ရှိတယ်အခုလက်ရှိကျွန်တော်တို့စီမှာတက်ဖို့အတွက်ဒါဆိုနေကျောင်းသားကျောင်းသူတချို့ဆိုလို့ရှိရင်တို့က music industry ကနေပြီးတော့ music နဲ့ bachelor ပြီးထားတာ they can actually study MA education as well ဆိုတော့သူတို့ပြီးထားတဲ့ music bachelor နဲ့ MA education နဲ့ပေါင်းလိုက်ရင် education industry ထဲမှာဒါ music modules ကိုပို့ကောင်းအောင်လုပ်လို့ရတယ်ရှိတယ်ပေါ့နော်ဆိုတော့ opportunities တွေအများကြီးရှိတယ်အခုကျွန်တော်တို့ early childhood industry ကလည်း fundamental certificate ဆိုလို့ရှိရင်ကျွန်တော်တို့ဒါစင်ကာပူနိုင်ငံအစိုးရကအတိအမှတ်ပြုတဲ့3လ program တချို့လည်းကျွန်တော်တို့ရဲ့page တို့ဒါ good wins ရဲ့ page ကိုနားထောင်သိလိုက်မယ်ဆိုတော့ NIM ကနေပြီးတော့မှ special international student တွေအတွက်တက်ခွင့်ပေးလိုက်တဲ့3လကျောင်းသားဗီဇာနဲ့တက်လို့ရမယ်စင်ကာပူဒေါ်လာ3000လောက်ပဲကြာမယ်စင်ကာပူနိုင်ငံအစိုးရက accredited ပေးတဲ့ fundamental certificate early childhood program ရှိဆိုတော့ဒီဟာက September 2026မှာအခုစပြီးနောက်လာမှာစမယ်ပေါ့နော်ကျွန်တော်တို့ non traditional source နဲ့ work pass နဲ့အနည်းဆုံးမြန်မာငွေ390အခုပေါက်ဈေးနဲ့ဆိုရမယ်လာကနော်စင်ကာပူဒေါ်လာ2000ကနေစရမယ် salary ကရမယ် assistant teacher position နဲ့ baby infant care အဲ့ဒီလိုအတွက်လိုအပ်တဲ့ application တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလည်း good news ပဲဒါမဲ့တကယ်လို့ကိုကမြန်မာနိုင်ငံကနေပြီးတော့မှတခြား major တခု foundation ဒီမစင်းဘူးဆိုရင် diploma တက်လို့ရတယ် advanced diploma တော့ကျွန်တော်တို့ကျောင်းကပေးတဲ့ own diploma ဖြစ်တယ်အဲ့ကနေ bachelor ကိုဆက်သွားလို့ရမယ်သူတို့ကျောင်းလို့ရမယ်အဲ့မှာအစိုးရဆိုရင်တော့တို့ဘယ်ပြောမလဲကျွန်တော်တို့အစိုးရနဲ့စကားပြောတဲ့ကာလရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ qualification နဲ့တော့အခုလောလောဆယ် private qualification နဲ့တော့ government jobs တွေမှာလုပ်လို့မရသေးဘူးခုနပြောတဲ့ fundamental ပဲလုပ်လို့ရသေးတယ် in the future မှာအစိုးရကလက်ခံလာပြီဆိုရင်တော့သူတို့ဒီလည်း assistant teacher စလုပ်ရင်လည်းလုပ်နိုင်တယ်ပေါ့နော်ဆိုတော့ yeah ဆိုတော့စင်ကာပူမှာလည်း early childhood နဲ့ပတ်သက်တဲ့ teaching occupation ကလည်း is increasing ဆိုတော့ကျွန်တော်တို့လွန်ခဲ့တဲ့2018နဲ့2020နဲ့9မှာအများကြီးတက်လာတယ် salary increment လည်းအများများလာတယ်အရင်တုန်းက Singaporean အစစ်ကိုသာလက်ခံတဲ့အလုပ်တွေကအခုသူတို့တိုးချက်6နိုင်ငံထပ်ပြီးတော့တိုးချက်တယ်မှာမြန်မာပါလာတယ် so that is a very good news for our people เนาะကျွန်တော်တို့ career roadmap အသစ်လေးထွက်လာတာပေါ့เนาะမြန်မာနိုင်ငံကလူငယ်တွေအတွက်တကယ်ပဲ teaching ကိုစိတ်ဝင်စားတယ် education ကိုစိတ်ဝင်စားတယ်အရေးကြီးဆုံးတစ်ချက်ကခလေးတွေမှာ passion ရှိရမယ်ခလေးငိုတန်အောင်မကြားနိုင်တဲ့လူတွေတော့မတက်ပါနဲ့ဒီ program ဘာလို့ practical ဆင်းတဲ့ချိန်မှာခလေးတွေကောက်ရိုက်မိဒုက္ခရောက်မှာမရဘူးเนาะဒီနိုင်ငံမှာဒါမျိုးမရဘူးအမေဖေတောင်ရိုက်လို့မရတာဆိုတော့ဒါတွေကကျွန်တော်ပြထားတဲ့ job opportunities တွေပေါ့เนาะဒါစင်ကာပူမှာရှိတဲ့ Chaikel International Schools တွေမှာလုပ်လို့ရမယ်ခွင့်ရဖြစ်တယ်ပေါ့เนาะSo, education professionals are becoming learning designers, not just teachers. Yes. So, MAT သွားမဲ့လူတွေအတွက်ဒါကိုပြချင်တာ So, တချို့က Master of Arts Education ပြီးတဲ့အခါမှာ teacher ပဲလုပ်လို့ရ No, see. အခုကျွန်တော်တို့လုပ်နေတာမျိုးပေါ့နော်ကျွန်တော်တို့ဒါindustrial မှာဘက်ပေါင်းစုံမှာ career opportunity အများကြီးရှိတယ်စာသင်မှ education industry မှာလုပ်လို့ရတယ်ဟုတ်တယ်နော်ကျွန်တော်တို့နေရာဘက်ပေါင်းစုံမှာ instructional designer ဟုတ်တယ်နော် curriculum specialist တချို့အစားတင်တာမကြိုက်ဒါပေမဲ့ဒီ market နဲ့ trend ညီတဲ့ curriculum သင်ရိုးညွှန်းတွေကို develop လုပ်ရတာအရန်တော်တဲ့လူတွေရှိတယ်ဒါ industry တွေမှာနော်အဲ့လိုလုပ်လို့ရနောက်တစ်ခုကကျတော့ learning and development manager သူကကျတော့ကျွန်တော်တို့ bank တော်တော်များများတွေမှာနောက် C4 တာတို့ဘာလို့ကြားဘူးမယ်ထင်တယ်နော်တကယ်ကိုအလှကုန်ပစ္စည်းတွေကိုတကယ်ကိုအကြီးဆုံးရောင်းနေတဲ့ departmental store တွေသူတို့တွေမှာတော့ L&D ဆိုတဲ့ learning and development department ရှိတယ် so အဲ့ဒီတွေမှာလဲကိုဒီ education ဘိုင်းကနေပြီးတော့ဒီ industry ကိုသိတာတဲ့လူတွေဆိုလို့ရှိရင်လေတော်လို့ရနောက်တစ်ခုကကျောင်းတွေကို planting လုပ်တဲ့ NGO အဖွဲ့အစည်းတွေမှာ UNICEF တို့ Children Dream တို့အဲ့ဒီမှာလဲကိုက opportunity တွေရှာလို့ရတယ်ဖြစ်နိုင်တယ်ပေါ့နော်
Okay ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ engineering ဒါကတော့မြန်မာနိုင်ငံကကျောင်းသားကျောင်းသူတွေရဲ့ favorite program ဖြစ်တယ်ကျွန်တော်တို့စီမှာအခုလောလောဆယ်တော့ bachelor မ run သေးဘူးကျွန်တော်တို့ run ဖို့အတွက် university နဲ့စကားပြောနေတယ်ဒါပေမဲ့တော်တော်များများကျောင်းသားတွေကကျွန်တော်တို့ရဲ့ advanced diploma ဒါမှမဟုတ်ဘွဲ့လွန် diploma ကပြီးရင်အလုပ်ရကြတယ်စင်ကာပူမှာတချို့ကျောင်းသားတွေဆိုလို့ရှိရင် S-pass နဲ့တော့အလုပ်ရတယ်ဆိုတော့ကျွန်တော်ဒီမှာရှိတဲ့ကျောင်းလေးတယောက်ဆိုလို့ရှိရင် diploma ပြီးချင်းအဲ့ဒီ internship company မှာပဲသူက internship ဝင်တာတော့စင်ကာပူဒေါ်လာ1600လောက်ရတယ်ဒါပေမဲ့ကျောင်းသားရတယ်လို့ကျွန်တော်မပြောဘူးနော်သူအရေးချင်းနဲ့အရန်ကောင်းလို့ဆိုတော့မြန်မာနိုင်ငံလုံးဝလည်းဒါရေချောင်းတက်ကတူမှာ top 3လောက်နေသူကအဲ့ကနေ internship မှာလည်းတကယ်ကို he's the top ဆိုအဲ့ဒါကနေပြီးတာနဲ့သူ့တက်20လောက်20 21ပဲရှိစင်ကာပူဒေါ်လာ3600မြန်မာကို320လောက်ရှိနေပြီသူရရလာso he is now currently still working ဆိုအဲ့ဒါကြတော့သူတို့ကစင်ကာပူမှာဒါ pass တခုခုနဲ့အလုပ်လုပ်နေပြီဆိုရင်သူတို့ part time bachelor ဆက်တက်လို့ရတယ်ဆို part time bachelor run နေကြောင်းဒီအများကြီးရှိတယ်စင်ကာပူ full time ဒါလည်းသူက bachelor မှာနည်းနည်းလေး run ဖို့အတွက်ခက်ကြတာပေါ့နော်ဆိုကျွန်တော်တို့ we are trying to arrange with one university ဆိုကျွန်တော်တို့ university ကိုလည်းစကားပြောနေတယ်ဆိုတော့ကျွန်တော်တို့သင်တဲ့ဘာသာရပ်ဒီထဲမှာလည်းသူတို့ assignment ပေါ်မူတည်တယ်သူတို့ရဲ့ project ပေါ်မူတည်ပြီးတော့မှကျွန်တော်တို့က AI technology တွေနဲ့AI knowledge တွေနဲ့ပေါ့နော် AI technology ပြောမယ် AI knowledge တွေ AI platform တွေနဲ့ချိတ်ဆက်ပြီးတော့မှကျောင်းသားကျောင်းသူတွေရဲ့teaching opportunity teaching platform တွေ assignment platform တွေကိုကျွန်တော်တို့နောက်ထပ်ဟိုပါပေါ့နော်ကျောင်းသားတွေနဲ့ပို့ပြီးတော့မှသူတို့တကယ်လုပ်ငန်းခွင်ဝင်တဲ့ခါမှာဒါကိုလည်းမစိမ့်အောင် data analytics တွေလုပ်တတ်အောင်လို့ကျွန်တော်တို့ train ပေးတယ်ပေါ့နော်ဆိုဒီအားဆိုရင်ဒါနောက်ထပ် job opportunity ပေါ့နော်ဆိုစင်ကာပူမှာအခုဆိုလို့ရှိရင်ဒါသူကျွန်တော်တို့သူတို့ project က2030အထိတောင်ရှိတယ်ဆိုတော့ဒါကိုဘာကိုပြလဲဆိုလို့ရှိရင်ဒီဟာတွေအကုန်လုံးကဒါကျောင်းပြီးသွားတဲ့ကျောင်းသားတွေအတွက် it is a very great direct roadmap for your career opportunity ဆိုတော့ဒီဟာတွေအကုန်လုံးကသူတို့ project ကြီးရှိနေသည်မြစောင့်နေသည်မြဒီ industry ကနေပြီးတော့မှ related ဖြစ်တဲ့ graduate တွေအတွက်ကအလုပ်ကရှိကိုရှိတယ်ဆိုတော့မသူမဆိုကိုယ့်ရဲ့စင်ကာပူမှာရှိတဲ့တငယ်ချင်းတွေကိုမေးကြည့်အလုပ်ကိုင်ခွင့်ရေးကစင်ကာပူဒီရှိနေတဲ့ building တိုင်းကိုလည်း maintenance အရန်လုပ်တဲ့နိုင်ငံဖြစ်တယ် land ပြီးတော့စေကွာသူ့နိုင်ငံသူအများနဲ့ချဲ့နေရတဲ့နိုင်ငံဘာလို့နိုင်ငံသေးတာဆိုလူဦးရဲ့ဖြည်းများတော့တဖြည်းဖြည်းချဲ့နေအဲ့ချဲ့နေဆိုဘာလဲဆို construction station နေဦးမှာ construction station နေလေ opportunity အလုပ်ကရှိနေလေပဲပေါ့နော်ဒါပေမဲ့ yes လူတွေအများကြီးရှိတယ်ကဘာကြောင့်ကိုကပဲအရွေးခံရမလဲ you have to be capable ကိုကတော့အရေးချင်းရှိနေဘူးเนาะဒါကျွန်တော်သိစိတ်လေးပြမယ်เนาะ 2023, we began construction on phase 1 of the Cross Island Line. This is the full Cross Island Line is open, commuters travelling to and fro for training, and I hope even more will join us to turn this plan into reality and make the West the best. အဲ့ဒါဘာလို့ပြလဲအခု recently last week ကမှထပ်ပြီးတော့ MRT line အသစ်တွေအများကြီးထပ်ပြီးတိုးချဲ့သွားတာဟုတ်တယ်နော်ဆိုတော့ဒါတွေက sorry ဆိုကိုရဲ့ဒီကိုဒီမှာစင်ကာပူမှာရှိတဲ့ဒီ construction industry engineering industry ရဲ့မြောက်များစွာသော project တွေတခုဖြစ်တယ်ဆိုတော့ဒီထဲမှာလည်းကျွန်တော်တို့အလုပ်လုပ်နေတဲ့ engineering ပေါင်းမြောက်များစွာဒီမြန်မာတွေအများကြီးပါတယ်အများကြီးပဲတွေ့လားဆိုတော့ကျွန်တော်ခုပြတာကပါဒါရေသနာတိုက်ကိုကျွန်တော်ပြနေတာရေသနာတိုက်လည်းပြပြီးသွားပြီ road map လည်းကျွန်တော်ပြပြီးသွားပြီရဲကြီးရှောက်လန်းမှုကတော့ဒီမှာရှိတဲ့ decision ပေါ်ပဲမူတည်တယ်ပေါ့နော်ဒါပေမဲ့ of course ကိုယ့်ရဲ့မိဘနဲ့ကိုယ့်ရဲ့မိသားစုရဲ့ budget နဲ့လည်းချိန်ရမှာပေါ့နော်ဆိုတော့ဒီဟာကတော့ကျွန်တော်တို့ recently မှာရှိတဲ့တချို့သောကျောင်းသားကျောင်းသူတွေကဒီ program တွေကနေပြီးတဲ့ခါမှာသူတို့ internship ရသွားတဲ့ကျောင်းသားကျောင်းသူတွေဖြစ်တယ် you can see 100% of them are 90% မှာတော့ BNM တယောက်တော့ပါတယ်ပေါ့မြန်မာတွေအများဆုံးတွေ့နေမှာနော်ဆိုတော့တချို့ကျောင်းသားကျောင်းသူတွေဆိုလို့ရှိရင် internship တောင်မှအရန်ကောင်းတဲ့ company တွေမှာရတယ်လကလည်းအရန်ကောင်းကြတယ်ပေါ့နော်ဒါကတော့ IT နဲ့ပတ်သက်တာဖြစ်တယ်ဆိုတော့ IT နဲ့ပတ်သက်တာဆိုရင်တော့ကျွန်တော်တို့ NIM က business and IT ဆိုပြီးတော့မှ UMA ကြောင့်ကျွန်တော်တို့ offer လုပ်တယ် business နဲ့ IT မှာဆိုလို့ရှိရင်ဘာကြောင့် NIM ကဘာလို့ business IT ဆိုပြီးပေးလဲကျွန်တော်သိတယ်ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာရှိတယ်ကျွန်တော်တို့တငယ်ချင်းကျွန်တော်တို့ဆွေမျိုးကျွန်တော်ရဲ့အမျိုးတွေ IT နဲ့ပြီးတဲ့လူတွေဘယ်တော့မှ IT မလုပ်ချင်အမြဲတမ်း business ကိုပြန်ပြောင်းအောင်အဲ့ချိန်ကျရင် business ကိုအစအနေပြန်တက်ရတယ်
အဲ့လိုလိုကျွန်တော်တွေ့တာတော့ကျွန်တော်ကြောင်းကိုပြောတဲ့အခါမှာ IT လုပ်မယ်ကြောင်း no IT တခုတည်းမလုပ်နဲ့ business နဲ့တွဲပြီးတော့လုပ်မှရဘာလို့ငါသိတယ်တော်တော်များများကျောင်းသားကျောင်းသူတွေက IT ပြီးတဲ့အခါမှာ IT ကြီးပဲပြီးတဲ့လူက80မှာ100ရာခိုင်နှုန်းအနည်းဆုံး60ရာခိုင်နှုန်းကဒီ damn back ဒီဘီဂိမ်းကစားတာတော်တိုင်း IT ရတာမဟုတ်ဘူး IT ကအများကြီးနဲ့နေတယ် software တွေအခုဆိုရင်ပို့ဆိုတာ web တွေ ethical hacking တွေတချို့ကြတော့မိုက်တယ် cyber security ကအရင်အလုပ်ရတယ် cyber security 24 hour အလတ်ဖြစ်နေရတဲ့အလုပ်ကျွန်တော်အကိုဆိုလို့ရှိရင်ကျွန်တော်ရဲ့အရန်ရင်းနှီးတဲ့အကိုတဝန်းခွဲငါသားသမီးတွေဘယ်တော့မှ IT အစစ်မလုပ်ခိုင်းဘူး24နာရီဖုန်းကြီးကင်ပြီးတော့အိပ်ရတယ်လာကတော့အရန်ကောင်း you want that life so တော်တော်များများ at the end of the day အချိန်တိုင်းကိုက business ကိုပိုင်း business ပဲလုပ်တော့မယ် IT နဲ့ပတ်သက်တာအဲ့ချိန်ကြလို့ရှိရင်ကိုက business knowledge ရှိထားတယ်လို့ဆိုရင်အဲ့တော့ကျွန်တော်ပြောတဲ့အတိုင်းပဲဒီ program ကျွန်တော်တို့ create လုပ်တယ်ကျောင်းသားတက်တာ total ကျွန်တော်တို့16ဘာသာရှိတယ်10ဘာသာ IT 10ဘာသာ business 10ဘာသာ business တော့ညတယ်ရတော့ IT module 2ဘာသာပဲစရတယ်ထက်နီ bachelor business ပဲတက်တော့မှာနော် IT မတက်တော့ဘူးအရန်ခက်တယ်80ရာခိုင်နှုန်းကျောင်းသားတွေကျွန်တော်ပြန်အကြောင်းကြားတယ်ဒါပေမဲ့ IT ကိုဆက်ပြီး continue လုပ်ချင်တယ်တကယ် IT major ကိုဝါသနာဆက်ပါတယ်ဆိုရင်လေဒီ program ပြီး IT ဆက်တက်လို့ရတယ် bachelor တကယ်လို့ business solution business အဲ့ဒါမှ तू ကကျောင်းသားက opportunity နှစ်ခုရွေးလို့ရတယ်ဒီ diploma in IT ဆိုပြီးတည်တံ focus လုပ်ထားတာဆိုကျောင်းသားအတွက်ပို့ပြီးတော့အခွင့်အရေးရအောင်လို့ကျွန်တော်တို့ဒါမှမဟုတ်လို့ရှိရင်ကျောင်းပြီးတဲ့ခါမှာလည်း business analysis လိုမျိုး data analysis လိုမျိုးတွားချင်နေဆိုရင်ဒီကျောင်းသားတွေကတွားလို့ရမှာเนาะနောက်တစ်ခုကတော့ tourism နဲ့ hospitality management မြန်မာနိုင်ငံကကျောင်းသားတွေရွေးချယ်မှုအများဆုံးသော program ရှေ့တောင်အာရှကကျောင်းသားကျောင်းသူရွေးချယ်မှုအများဆုံးသော program နဲ့အလုပ်အခုလက်ရှိမှာစင်ကာပူနိုင်ငံမှာအလုပ်ကိုင်ခွင့်ရေး international citizen တွေအတွက်ဆိုလို့ရှိရင်ပေါ့နော် international nationality တွေအတွက်ဆိုလို့ရှိရင်အလုပ်အကိုင်ခွင့်ရေးအပေးဆုံး industry လို့ပြောလို့ရတယ်ခုနပြောရဲကျွန်တော်တို့ work pass scheme တွေတိုင်းမှာအလုပ်ကိုင်ခွင့်ရေးအများဆုံးရရှိတဲ့နေရာလို့ပြောလို့ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံက grade 12ပြီးထားတဲ့လူတွေစနေဟောင်းစနေတဲ့ထပ်တန်းပြီးတယ် GED ပြီးတယ် OSSD ပြီးတယ် Advanced Diploma Tourism ကနေတန်းတက်လို့ရတယ်တစ်နှစ်စာတွေ့ဒီတစ်နှစ်က Switzerland Europe UK ရဲ့ Bachelor First Year Second Year နဲ့အဲ့တော့ဒီ program နဲ့ပြီးရင်ကျောင်းသားကျောင်းသူတွေက Switzerland ကို SHMS ဖြစ်ဖြစ် HTMI ဖြစ်ဖြစ် BHMS ဖြစ်ဖြစ်နောက်ဆုံးနေ့6လစာတွေ့တော့တက်ရုံပဲပြီး6လလက်တွေ့ဆင်လို့ရတယ်ဆိုတော့သူတို့စီမှာသုံးမဲ့တိမ်ထောင်များတော့ဟာကို 70% လောက်ကိုက save လုပ်လို့ရတယ်ဒါကနှစ်နိုင်ငံ experience လည်းရမယ်အခွင့်အရေးဖြစ်တယ်အဲဆိုစင်ကာပူမှာတစ်နှစ်စာတွေ့လုပ်ပြီးတော့6လလက်တွေ့လုပ်သွားတဲ့လူတွေကဆွစ်ဇာလန်ရောက်လို့ရှိရင် is very smooth အခုမှချက်ချင်းဆွစ်ဇာလန်မှာ first year တက်ကျောင်းသားတက်ဆိုင်စင်ကာပူကတစ်နှစ်ကျောင်းပြီးသွားတယ်အလုပ်တင်ပြီးသွားတယ်ကျွန်တော်ကျောင်းသားတွေလည်းအများကြီးပြောမယ်ဆိုရင်ဟောပေါ့နော်ပတ်စံတော့ budget တော့ရှိအောင်ပါနောက်ဆုံးတစ်နှစ်တောင်မှ तू ကဟောလောက်သိန်းဟောလောက်ကုန်သိန်း1500လောက်ကုန်တယ်1500 2000လောက်ကုန်တယ်နောက်ဆုံးတစ်နှစ်တောင်ဒါတော့ scholar ရတယ်ကျွန်တော်ကျောင်းသားတွေသွားတဲ့လူတွေအေးဆေးပဲလိုက်နိုင်တယ်ဒါမဲ့တချို့ကြတော့စင်ကာပူမှာပဲအပြီးတက်ကြတယ်ဘာလို့စင်ကာပူမှာအပြီးတက်ရင် NIM ရဲ့ကျောင်းသားဟောင်းဖြစ်သွားပြီဆိုလို့ရှိရင်ဒီနောက်ဆုံးနှစ်ကoriginal fees ကမြန်မာငွေ3,900လောက်ကျရင်သူတို့က3,450လောက်ပဲပေးရတော့ကျွန်တော်တို့3,300လောက်တက်တာတယ်အပြီး master ဆက်သွားလို့ရတယ်ဒါမို့ဘွဲလွန် diploma သူတပြည့်မြန်မာနိုင်ငံကဘွဲတစ်ခုခုရထားတဲ့လူတွေကိုယ့်ရဲ့ career expansion သွားခြင်းတယ်ကျွန်တော်စီမှာဆိုဒီဘွဲလွန် tourism နဲ့ hospitality လာတက်တဲ့ကျောင်းသားတွေမှာ UFA တွေအများကြီးပါတယ် NMDC လားဟဲ့လား NMDC ကကျောင်းသားတွေအများကြီးပါတယ်ရိုးရိုး major နဲ့ပြီးတယ် professional တခုခုသွားခြင်းတယ်professional roadmap ကိုရှာတဲ့လူတွေပါတယ်စေးကျောင်းကလူတွေပါတယ် engineer ကလူတွေပါတယ် law ကပါတယ် IT ပါတယ်အစုံရှိခဲ့ကျွန်တော်ဒီမှာ hospitality tourism ကိုဘွဲလွန်လာတက်တာအဲ့ဒီခါနေပြီးတော့တဲ့ကျောင်းသားတွေကလေ surprisingly နေရာတိုင်းမှာသူတို့ကရက်တည်နေအခုလက်ရှိကျွန်တော်ရဲ့ရန်ကုန်နဲ့မန္တလေး base နဲ့ရောက်တော့ hospitality major graduate ဖြစ်တယ်because they can handle customer very well
ဘာလို့ service ကြီးအရန်ကောင်းတယ်အဲ့ထဲမှာသင်ရတာပေါ့နော်ဆိုတော့ဒါကကျွန်တော်ပြတာက career opportunity လူတွေကစင်ကာပူမှာခက်တယ်လောက်ခက်တယ်မရှာရင်တော့ခက်မှာပေါ့ရှာရင်တော့ရှိတယ်ဒါဆိုရင် hotel တွေကိုယ်တိုင်က opportunity တွေပေးပြီးတော့ walk in တွေလာခိုင်းတာအဲ့ walk in ကို walk in မို့လို့မသွားချင်ဘူးဆိုလို့ရှိရင်တော့လေဆိုတော့ဒါကတော့ကျွန်တော်တို့နှစ်အဆက်တွေကပေါ့နော်ကျွန်တော်ထူးချွန်တဲ့အကြောင်းသားတွေအများကြီးရှိတယ်အခုပြထားတဲ့အကြောင်းသားတွေဆိုတကယ်ကို outstanding alumni တွေHenry ရောတီးကြလိမ့်မယ်သူကိုယ်တိုင်ကလည်းအခုဆိုရင် walking brand အဲ့ဒါနဲ့သူကbrand development company လုပ်နေတာသူကိုယ်တိုင်ပဲအရင်တော့လူစလန်လာ coffee sign ဆိုပြီးတော့ဖွင့်ခဲ့တယ်လို့ကျွန်တော်ကြောင်းသားဟောဒီ Barbash Tower နေဆိုရင်အခု Abu Dhabi မှာ front office director သူကိုယ်တိုင်ကလည်း restaurant 3 ခုပိုင်နေအခုစင်ကာပူမှာလည်း entrepreneur pass နဲ့အကြခင်လာတော့ပြီနောက်တစ်ယောက်ဆိုကျွန်တော်ရဲ့တကယ်ချင်းရင်းခောက်ဆူလာဖြူဆိုတာကျွန်တော်တို့ဒီဒူဘိုင်းပေါ့နော်ဒူဘိုင်းမှာရှိတဲ့ chain hotel ကြီးမှာ duty manager နော်တချို့တွေကရှန်ဂရီလာမှာလုပ်နေလို့ရှိတယ်အဲ့လိုမျိုးကျွန်တော်တို့ outstanding ဆိုတဲ့အများကြီးရှိတယ်ဖတ်ချင်တယ်ဆိုအသေးစိတ်ကိုကျွန်တော်တို့ website မှာပါလေ့လာလို့ရတယ်ပေါ့နော် okay ဆိုတော့နောက်ဟုတ်ရဲ့ confidence တွေကနေပြီးတော့ကိုယ်နဲ့ပေါ်နေတယ်မှာအလုပ်လုပ်နေတဲ့တောင်းတောင်းပေါ်တော့ဒီနေနေအပန်းနဲ့ပတ်ပြီးရတယ်။ဒါကစိတ်ကိုယ်တွေဘောက်ကကြိုင်းပြီးပတ်ပြီးရတယ်။ပေါ်ရတော့။ဆိုကြတော့ဒီဘောကိုညံလို့ကျွန်တော်ရဲ့ပေါ့နော်ဒီတော့တွင်းမှာရသွားတဲ့ကျောင်းသားကျောင်းသူတွေရဲ့တချို့သောtestimony လေးတွေဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုအချုပ်အနေနဲ့ပါပြောပြခြင်းလဲဆိုလို့ရှိရင်စင်ကာပူနိုင်ငံက2030မှာ30ရဲ့နှစ်လယ်ပိုင်းမှာပြီးမဲ့ the world greatest airport လို့သူတို့သတ်မှတ်ပြီးတော့မှတည်ဆောက်နေတဲ့ terminal 5ရှိပါတယ်ဆိုစင်ကာပူမှာ total okay မေးလိုက်အောင်နော်မအိပ်တော့မအိပ်ပြောကြလာပါဘူးနော်ဆိုစင်ကာပူမှာအလုံးပေါင်း total အခုလက်ရှိလောလောဆယ်ပေါ့နော်ဘယ်နှခု run နေလဲတာမီနဲ့ဘယ်နှခု run နေလဲပြောပါဦးဘယ်နှခု run နေတယ်လို့ထင်တယ် comment လေးရေးကြပါဦးတာမီနဲ့ဘယ်နှခုရှိတယ်လို့ထင်လဲT3 3ခုရှိတယ် okay ဆိုတော့စင်ကာပူမှာအခုလောလောဆယ်ကျွန်တော်တို့တာမီ4ခု run နေပါတယ် T1 T2 T3 T4 ဆိုတော့စင်ကာပူမှာကြတော့ကျွန်တော်တို့ domestic airport တော့မရှိဘူးเนาะဘာလို့ဆိုစင်ကာပူကနိုင်ငံကလည်းသေးတာဘူးဆိုတော့ international airport ပဲရှိ international airport ကိုသူက terminal 4မျိုးရှိအခုနောက်ဆုံးစောက်တဲ့ terminal 5ကဘယ်လောက်ကြီးလဲဆိုအဲ့ terminal 4ခုပေါင်းထက်ကြီးတယ်အကြီးပဲအဲ့တော့ဘာလဲဆိုရင်ကျွန်တော်ဒီမှာဗာပြချင်တယ်ဆိုဒီမှာလေသူက passenger ပေါင်းအရင်က68.4 မီလီယံလောက်4ခုပေါင်းက run နေတဲ့ဟာကအဲ့ဒီဟာပြီးတန်း90လောက်ကိုသူက maintain လုပ်နိုင်မှာ wow it's a very big one အဲ့တော့သူ့အတွက်အလုပ်ကိုင်ခွင့်ရဘယ်လောက်များလဲဆိုတော့ဒီမှာစင်ကာပူဝန်ကြီးချုပ်ကိုယ်တိုင်ပြောတဲ့ဟာနားထောင်နေ We are already doing a few things for the next leg of our aviation journey.
And the most important thing we are doing is to invest in Terminal 5 or T5. We will break ground for the construction of T5 in the first half of next year. And T5 will add capacity for another 50 million passengers each year on top of Changi's current capacity of 90 million. So it will support more connectivity, transform the passenger experience, and create more jobs. Create more jobs. Hold on, no? Yeah, that's another type. To Babio dollars, the Singapore Terminal 5 got 8 billion investment sheet. Millions of jobs. Right. Singapore, yeah, Louis today, Banayaki meeting. Singapore Louis today. They get Singaporean a city. Not tangible, Shida. Singapore, not tangible. I couldn't have 2 years or Louis. Tangible. GPS, they need a lot of foreign talents. Damn it. And a kind of Louis Mata. I don't know general to Tabuda. Man can a road met or Shimayami. International carrier road met Tabuda. Yes. So good imagine tap yajin ha palace. He September not town as a chowma, general. Sabiro canare through tap win be me. Non traditional sauce. Ice king need mommy. Hospitality sector, service sector, and palami. Oh no, so airport demand, Luya make service agents, delay me. Aido, general, Diego, international carrier, Matari, general, so not limited, shop ready scale, people double, general, Pinsayame. Go ye, pathway for further study and migration goals, the Chachiame. Arokoga. Migrate bio, Onayamania le bio, Luz Sara set, Dilunge Yuri Machanoga, Piopia Genaga. The Chujaro, the Nia Dolake. Satiame sa, the child passed to Kugu shout like that. I pass go with time sound below. They are low. I don't kick him. No. Number 1, hands-on practical learning is very important. Hands-on practical learning find the skill set that equip you to increase your employability with international employer. Hold on, no? Go tate pinya ne go a lotiony, Nayanagamashi, a lotiony go chapia bodra skill sets. Pobio tore area pipasi. Number 2, Ara Ayan Yijiware Lungeri. General Dongale, Kayara Bo, or not general, a low care chima, mine over people, food dialogue with service with heart excellence from the start. Babelo long taga say the na say ne low beaver. Bello soons. Oh, Wuchi Danji, Pitsalaka, Malubani, Satinaga sa, Biba go Pasani, Amyaji, invest no tire. Chango, Mibari Lata Kanuda, Nangajama Jama Taya. Dama didn't go to Latine, a dynama begin for me so. But do not Siama lemon now. Go venenara, Eddie Pinari ne, what the net don't charma. They began tangs out or a candy at the Nessad in a good bloom you. Don't charm they. Umagoa engineer than needed Ludasi. Oh, so dead. Solo years, a run the year money. What a gale bomb the. I don't know. Aluma piano. Open doors to global career project with industry recognized qualification at IAG. Now to say I go you chair qualification and Nayanaga Atima Beauty. Credit pay me the qualification people EG. Aramale go invest out education pathway. Alahatama. Now so are a ye of my self-discipline EG. Jonga Gona is I and Gona Yabu.
ဟုတ်တယ်နော်ကျောင်းတော့တက်ခိုင်းပါတယ်တစ်ချိန်လုံးကျောင်းမသွားဘူးကျောင်းထုတ်လိုက်မှအိမ်ကတည်တယ်သွင်းထားတဲ့300 500ပတ်လို့အဲ့ဒါမျိုးလူကြတော့ဘယ်နိုင်ငံတော့အဆင်မပြေဘူးဆို sorry ပါကျွန်တော်ကတော့ကျောင်းသားကျောင်းသူတွေကျွန်တော်ညီကိုမောင်နှမတွေလိုမျိုးတချို့တွေဆိုကျွန်တော်သားသမီးရွယ်တွေဖြစ်နေပြီသဘောထားပြီးတော့အဲ့လိုမျိုးတုံတဲ့လူတယောက်ဖြစ်တဲ့အတွက်ဒီနေ့ webinar ကိုနားထောင်တဲ့လူတွေထဲမှာလည်းကျောင်းသားကျောင်းသူတွေထဲမှာလည်းဒီ10ကြီးကဆရာကြီးရန်လောက်တာပဲလို့ထင်နေတယ်ဆိုရင်တော့ sorry ပါတောင်းပန်ပါတယ် because I really want the new generation to become more successful than us ကျွန်တော်တို့တက်ပို့ပြီးအောင်မြင်တဲ့ generation တွေဖြစ်စေချင်တယ်ကျွန်တော်တို့တက်ဘဝရဲ့အာမခံချက်ရှိတဲ့အခွင့်အလမ်းတွေကိုစုပ်ကိုင်နိုင်တဲ့လူငယ်တွေဖြစ်နေကျွန်တော်ကပို့တွေ့ချင်တဲ့အတွက်ကြောင့်မို့လို့ဒါမျိုးပြောပြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မေးစရာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆွေးနွေးဖို့အတွက်အချိန်အခုချိန်ရ